ဒီနေ့ပေါ်တယ်သို့တော့ခင်ဗျားတို့တိုင်းပြည်ဆင်းရဲနေတာပတ်စံတစ်ခုတည်းမဟုတ်ဘူးနော်ဟာပြောစမ်းမဘာဆင်းရဲတာလဲလို့ခင်ဗျားတို့ကဘာနှာခေါင်းရှုပ်နေတာကခင်ဗျားတို့ရဲ့အုံနှောက်အတွေးခေါ်တွေနဲ့နှလုံးသားတွေကလည်းရေလေဆင်းသွားပြီခင်ဗျားတို့ချွတ်ချုံကြနေတာကိုချင်းတရားတဲ့နော်မှန်လားကြနော်ကျွန်တော်ပါဝင်ပေါ့ကျွန်တော်စိတ်မဆိုးတာဘူးတော့ခင်ဗျားတို့အများစုကိုချင်းတရားအစ်စ်ပေါ့ဘိုလိုပြောရင်အစ်စ်ပေါ့ချွတ်ချုံကြသွားပြီတဲ့ဗျစိတ်ကလိုက်နာမှုချွတ်ချုံကြနေပြီခင်ဗျားတို့လေအတိတ်တရားချွတ်ချုံကြနေပြီခင်ဗျားတို့လေကိုရင်းသားတရားချွတ်ချုံကြနေပြီခင်ဗျားတို့လေခင်ဗျားတို့ကဘက်ပေါင်းစုံကအကုန်လုံးချွတ်ချုံကြသွားတာစိတ်ပိုင်းဆိုင်ရာကြသွားတာကူသားရှိုးတဲ့ခင်ဗျားတို့တိုင်းပြည်ကိုငွေကြေးတွေထောက်ပံ့တဲ့စီးပွားရေးစနစ်ကိုပြင်ပြီးတော့ငွေကြေးတွေနဲ့တိုးတက်လာအောင်တော့ပြည်သူလူထုတရားလုံးရဲ့စိတ်ပိုင်းဆိုင်ရာတွေကနိုင်ငံတကာအဆင့်မီတဲ့ standard person ပေါ့ဗျာလူကြီးလူကောင်းနိုင်ငံသားတွေဖြစ်လာဖို့ကြတော့တော်တော်ပြင်အောင်ပါအဲ့ဒါကိုသိလို့ထင်တယ်နတ်မောက်ကဗိုလ်ချုပ်အောင်ဆန်းတို့ကရန်ကုန်တက္ကသိုလ်ကျောင်းကိုရောက်လာတော့1939ခုနှစ်မှာဗမာပြည်သူလူထုဆင်းရဲတာကတော့ပတ်စံလဲဆင်းရဲတယ်စိတ်တွေပါလဲဆင်းရဲတယ်ပေါ့စိတ်ဓာတ်တွေပေါ့အဲ့ဒါကိုမြင့်တင်ဖို့ဆိုရင်တော့စာကောင်းပေကောင်းဖတ်မှလို့ဗိုလ်ချုပ်အောင်ဆန်းတို့ကသိတယ်နော်ရန်ကုန်မြို့မှာစာအုပ်တိုက်ထောင်တယ်အားလုံးသိတယ်ဗာတိုက်လေငကနီစာအုပ်တိုက်ငကားရုပ်ကလေးနဲ့ငကနီစာအုပ်အသင်းဒိတ်ကျဲတွေပဲစုလုပ်တဲ့အသင်းအောင်ဆန်းနတ်မောက်သားဦးနုဝင်းကြီးရုပ်တခင်တန်းထွန်းတောထဲမှာအသက်ခံရတဲ့ဘကဘကောင်းဆောင်တခင်စိုးအလန်ဒီကောင်းဆောင်သိဖေမြင့်စိုင်းဆရာကြီးတကုန်းတားရစိုင်းဆရာကြီးကိုဘဟိန်းစသည်ဖြင့်လူတွေအကုန်လုံးဝိုင်းစုပြီးတော့မှဗိုလ်ချုပ်ဆံမသေးခင်10နှစ်မှာရန်ကုန်မှာစာအုပ်တိုက်ထောင်တယ်လေငကနီစာအုပ်တိုက်ငကနီစာအုပ်အသင်းဟုတ်တယ်မလားရည်ရွယ်ချက်ကဘာလဲတို့စာအုပ်တိုက်ကစာအုပ်ကလေးတွေကိုလူတွေဖတ်ချင်းအဖြစ်ဗမာပြည်သူပြည်သားတွေအားလုံးစိတ်နေသဘောထားတွေပြန်လဲပြီးတော့လူကြီးကောင်းဆန်ပြီးတော့မှမြင့်တက်ပြီးတော့မှတိုင်းပြည်ဟာငွေသာချမ်းသာအောင်မကဘဲနဲ့စိတ်ပိုင်းဆိုင်ရာပါကဘာကလေးစားတော်သူများဖြစ်ကျွယ်ဝအောင်ဆိုပြီးတော့မှစာအုပ်တိုက်ကိုထောင်တာအဲ့ဒါငကနီစာအုပ်တိုက်ဘာကနေကင်းလို့အောင်အဲ့စာအုပ်တက်ကလမ်းညွှန်ပါလေလူတွေနှလုံးသားတွေဆင်းရဲခြင်းကကင်းလို့အောင်လမ်းညွှန်မယ်စာအုပ်ကလေးတွေဖတ်ကြသားလေးသမီးလေးတွေနော်အစင်နှမ်းပြင်းလာအောင်ဆိုပြီးတော့မှတချင်းအောင်လှုပ်ဆိုတယ်ကျွန်တော်တို့ကမသိဘဲနဲ့အရက်တချင်းတင်ပြီးတော့ကာရာဝေးဆိုင်မှာအရက်မွေးရင်ဆိုကြတယ်ဟိုတုန်းကခင်မောင်ရင်ဆိုတယ်နောက်တော့ကိုသူ့မောင်ဆိုတယ်ကျွန်တော်တို့ကအရက်မူးလာရင်ဘာမှညာမှမသိချတာပဲကာရာဝေးဆိုင်ထဲဝင်သွားတယ်ကောင်မလေးတစ်ယောက်ကိုပေါင်ပေါ်တင်ထားတယ်စပင်လေးတွေတက်ပေးတယ်တယောက်ကရင်ခွင်ထဲမှာပက်လက်အသက်က60လောက်ဖြစ်နေပြီစပင်းနေဖြူနေပြီမိုက်ကိုကောက်ကင်နေဘဘဘာတချင်းဆိုမှလဲထက်လိုက်စကိုင်းတောင်နေမဲ3ယောက်ကိုနော်ပေါင်ပေါ်2ယောက်တင်ထားသေးတယ်ကောက်ခဲလိုက်တယ်စကိုင်းတောင်ကိုရောက်သွားတရားရှာဖွေမိမသုံးနေသူအတရားကြောက်ဖို့နေတာဗုဒ္ဓဘာသာမြန်မာတွေဟာကျွန်တော်ကြည့်နေချဟာလို့ကဲဟိုဘက်လှမ်းကြည့်တော့ငကနီကအခုကျွန်တော်ပြောတာနိုင်ငံရေးသချင်းဗမာပြည်သူ့ကျွန်းဘဝမှာစိတ်ဓာတ်တွေအားလုံးမြင့်တင်လာဖို့အတွက်ငကနီစာအုပ်တိုက်ကစာအုပ်တွေရေးပြီးတော့ရောင်းမယ်ဝယ်ဖတ်စိတ်တွေတိုးတက်သွားအောင်အဲ့တချင်းကျွန်တော်ခေါင်းစဉ်အားတာပဲဆင်းရဲခြင်းလွတ်ကင်းအောင်လေစိတ်တွေဆင်းရဲတာလွတ်ကင်းအောင်ဆင်းရဲခြင်းလွတ်ကင်းအောင်လမ်းပြဆောင်ပါမည်အတမကောင်းအကွဲကွဲကြီးဖြစ်နေတယ်ပွဲဆက်တွေများလို့ဇော်ဝင်းထုတ်အတန်လို့လေးဖြူလို့ဖြစ်နေတာတကယ်အတန်ကောင်းတာကနောက်မှလာတဲ့ဆရာချီဦးညိုတကယ်ကောင်းတဲ့ရှယ်ပဲစိတ်တက်လည်းကောင်းတယ်မျိုးချစ်စိတ်တက်အပြည့်အိုဘားမားလာတော့ဒေါ်စုနဲ့တွေ့တယ်လီဗီရှင်းကပြလှမ်းကြည့်ညီကို2ယောက်တောက်ခေါက်တာသူပဲဆရာချီဦးညိုတောက်ခေါက်တာဘာလဲဟာကျွန်တော်တို့ကသူ့စာဖတ်ပြီးကြီးလာတဲ့ချက်တွေကလေးတွေကျွန်တော်ကြပြားလေးစာရေးတော့သူကနာမည်ကျော်စာရေးဆရာဖြစ်နေပြီသူမျက်နှာညိုတော့ကျွန်တော်ကြောက်တာပေါ့ဘာများစိတ်လို့မကြလဲပေါ့ဆရာချစ်ဘာဖြစ်လို့လဲလို့ကျွန်တော်ဆရာချစ်ခေါ်တယ်ဟာဘာလဲဘလိုက်ခင်ဗျာဘာဖြစ်လို့လဲလို့မကျင်တဲ့လို့ကွာမင်းကငါစောက်ကားမရှိနေတယ်ဘာမကျင်တတ်တာလဲလို့တီဗီကြည့်တော့အိုဘားမားနဲ့ဒေါ်စုနဲ့တွေ့တာကိုပြအမေရိကန်သမ္မတအိုဘားမားဗမာနိုင်ငံကျန်ခဲ့တဲ့3-4လလားလေတက်လုံးဘယ်သူမှမလာဘူးဗမာပြည်ကိုအနောက်ကဘာကဆေးပေါ်ကြောပဲမလုပ်ဒီမိုစီနိုင်ငံကြီးကမလုပ်ဆင်ရရှင်နိုင်ငံမဟုတ်လို့လွတ်လပ်ရေးရပြီးတော့ဒီနေ့ခေတ်ထိဘယ်သမ္မတမှမလာဘူးမလာဘူးနော်ဦးနုလက်ထက်ကတယောက်လာတယ်ဒုသမ္မတအခုထူးထူးခြားခြားဒီနေ့ထဲမှာအမေရိကန်သမ္မတကဘာကျော်ပုဂ္ဂိုလ်ကိုယ်တိုင်နံပါတ်1ပုဂ္ဂိုလ်ကဘာကြီးရဲ့ခေါင်းဆောင်ဒိတ်ဆိုရောက်ချလာတယ်ကျန်သူ့ကားနဲ့သူ့လေရင်နဲ့ဆိုတော့တရုတ်လည်းမျက်လုံးပြူသွားတယ်အိန္ဒိယလည်းမျက်လုံးပြူသွားပြီလေဟာချီလန်းနေတွက်လာ ਈ လားပေါ့ကျွန်တော်လည်းအံ့အားသင့်လို့ဟာတို့နိုင်ငံကိုဒီလိုအကြီးကဲတယောက်လာပါလားဟာပေါ့ဘာသူ့ကြောင့်မှမဟုတ်ဘူးကျွန်တော်ကြောင့်လာတာမဟုတ်ဘူးကျွန်တော်တို့အစုပ်ပလုတ်ကောင်ကြောင့်ဆရာချင်းဦးကြောင့်လာတာမဟုတ်ဘူးကိုတေးကြတယ်ခင်ဗျားတို့တမလိုက်ဦးသိဆောင်လာတာမဟုတ်ဘူးညီလေးကြောင့်လာတာမဟုတ်ဘူးဇာကနာကြောင့်လာတာမဟုတ်ဘူးတခုလေကိုအောင်ဆိုင်ရဲ့သမီးလေးဒေါ်ဆန်းစုကြည်တယောက်တယောက်လာယူနေခင်ဗျားတို့
လာတာသုံးနေရပဲသွားတယ်ပြည်သူ့လွှတ်တော်တွေ့တယ်နှစ်ယောက်ချင်းကျွန်တော်နိုင်ငံရဲ့ချစ်လှစွာသောတမန်တော်ကြီးဦးသိန်းစိန်နဲ့နှစ်ယောက်ချင်းကောင်းကြီးတိုက်တိုင်မင်းနေကောင်းတယ်နှစ်တော်စုအိမ်သွားတယ်ကျွန်တော်တက်တော်ရိပ်သာလမ်းပေါ်ကကျွန်တော်အင်အားကန်ဆက်ကကျွန်တော်တက်တော်ကြီးရှိတဲ့နေရာမှာသွားတယ်အကြာကြီးနေတယ်သုံးရန်ကုန်တက်တော်ထဲမှာဆရာမတွေဖိတ်ပြီးခေါ်တော့ကျွန်တော်တို့9နာရီကတန်းစီရတယ်သွားပြီးတော့9နာရီတန်းစီရတာ3နာရီမှမင်းကုန်းလာပြောသွားတယ်ကဲဟာကောင်းလိုက်တာဟာစကားပြောကောင်းလိုက်တာအိုဘားမားကြီးမိုက်တယ်ဟာလက်ဟန်ချီယန်နေနဲ့သူစကားပြောမှန်ဖိုက်တယ်နော်ဒီလိုအသားရည်မျိုးနဲ့ကောင်ကတက်ကောင်းတဲ့စကားပြောတက်ကောင်းလို့အိုဘားမားစတစ်ကနေအပြုံထွက်ပြောတာအားမရလို့မိုက်ဘက်ကြီးစင်တိုင်းနဲ့ဘေးကိုထွက်လိုက်တာဆရာမတွေသဘောကျသူ့ကိုဒီလိုအသားရည်ရှိတဲ့ကောင်ကလူမဲလေသူကအမေရိကန်နိုင်ငံမှာတစ်ချိန်လုံးကမဲအောင်ပြလို့မရဘူးအမိုက်တူပြောတာဟာစကားပြောကောင်းလိုက်တာလို့လက်ကိုလက်ဟန်ချီယန်ပါတယ်သူကဒီလိုကောင်မျိုးကမဲအောင်ပြလို့မရဘူးသို့တော့တိုင်းပြည်ခစ်စနစ်ပြောင်းတော့အခါဒီမိုကရေစီနိုင်ငံဖြစ်တဲ့အခါကျတော့တမန်တော်မှာရွေးခံရပါတယ်ဗမာပြည်တောင်ဖြစ်စေခြင်းနဲ့မိုက်တယ်နော်ဟာအိုဘားမားမိုက်လိုက်တာဟာစကားပြောတာလို့သုံးနေရသွားတယ်အဲ့ဒီနေရ TV မှာပြနေတာကဒေါ်စုနဲ့တွေ့တဲ့အခန်းဘာလုပ်တယ်နန်းနေဘာကြောင့်နန်းတာလဲလေးစားလို့အနောက်ကဘာဒီအနန်း2မျိုးခွဲထားပြီးသားတန်ရှင်းကြည့်နေတော့928တော်သောအနန်းဒီပါးကိုနန်းနေအနောက်ကိုကြည့်လိုက်သမီးလေးကိုအဖေကနန်းတာသမီးကြောင်းသွားတော့တားလေးမိမိကအဲ့ဒါမျိုးပေါ့ဆီယမဒါလိမ်မလိုက်တာစတော့ဒါပဲဖိုနဲ့မနဲ့လင်းရင်မရရဲ့ချစ်ချင်းမြတ်တာတွေပါလေပါလာတော့မှတဏှာပေမတွေပါတော့မှနှခမ်းတွေပါလေတိတာတွေပါလာတာဒေါ်စုကိုနန်းနေတာပါချင်းကပ်ပြီးဒါရင်မကလေးတို့ဒါမျိုးလို့ဟဲ့လက်ဖူးလေးကပ်ပြီးမှသူ့အတော်တယောက်အမတယောက်ကိုလေးစားလို့စာတော်လုံးလုံးဆိုပြီးသူကဟဲ့အိန္ဒိယကောင်းလုံးလုံးအနစ်နာခံလုံးလုံးဆိုပြီးတော့နန်းနေတယ်အနန်းဗမာအမြင်ကြတော့ဆရာချစ်လို့ကျွန်တော်တို့အမြင်ကြတော့ရှုပ်တာကွာတမျိုးချင်တာပေါ့ဆရာချစ်ကတောက်စိတ်ဆိုးတာကျွန်တော်တို့ကရောနေတယ်နော်ဗမာတွေကအလုံးလုံးအထွေထွေကျွန်တော်အမေကနန်းတာလေဒီပါအဖေကနန်းတော့လေဒီပါငယ်ငယ်တော့ရှစ်တန်းပါညာကျွန်တော်စတော့လေကျွန်တော်ကစာကြိုးသားလေဆရာမတွေကချစ်လို့နန်းဒီပါကြီးလာတော့ကျွန်တော်ရဲ့ဟိုနေငကြည့်ဦးဟိုနေတော့ရှိမယ်ဗျအရောက်အစိတ်30လောက်ရှိမယ်ငကြည့်ဦးပါလေနော်အဲ့တော့ခွန်းလို့ဟာတာတော့နေရလေနော်ဒီပါဆိုတော့ရှုပ်ဆရာရှိကဒီတဲ့ပို့ခဲတယ်နော်မလီပို့ခဲတယ်လူကျော်ကြည့်လိုက်ရမြင့်မြင့်ကြီးနဲ့အရာမောင်းတိတ်ကောင်းတာဝဲအခုတော့ဝိုင်းနေတာဆိုတော့ကျွန်တော်တို့ကြတော့အမြင်ကရှုပ်နေတဲ့ခါကျတော့အိုဘားမားနန်းတာကိုဆရာချက်ကမန္တလေးသားပြီးအရှိတိုင်းအမြင်နဲ့ရင့်နေလို့သူထင်သွားတာစေဘောလူကြီးနဲ့မကျင်ဘူးကွာလေအိုဘားမားကိုလေဘာဖြစ်လို့လဲအန်ဒီဆိုနန်းလို့လေဆရာချက်ကလည်းဗလာကြီးတော့နန်းလို့ဘာဖြစ်လဲဗျာကိုတိုင်းမီလာလေတဲ့တမတာပဲဘာလို့ရှင်လို့လဲလို့ငါလက်စားချစ်ကျင်နေတာကြာပြီကွာဘယ်လိုချစ်ကျင်တာလဲလို့အဲ့အိုဘားမားနောက်မှာရက်နေတဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဟီလာရီကလင်တန်ကငါနန်းကျင်နေတဲ့ဟာမလို့ဘူးဒါမလို့ဘူးမဟုတ်ဘူးကွာပို့ချုံပါတဲ့သူ့မှာအမျိုးသားစိတ်တွေကသတင်းစာဖက်လဲနိုးကြမသတင်းစာဖက်နေတယ်သတင်းစာဖက်နေတယ်သိလားသူထုံးတယ်အဲ့လိုပဲဗျစာဖက်ရင်တော့ဘေးကိုမကြည့်တော့ဘူးရင်းနှီးလေးကောက်တော့လိုက်ကျွန်တော်လည်းမကြည့်တော့ဘူးဆက်လေးဖွာလိုက်အလှလေးပဲတဲ့မဲအလှလေးပဲတဲ့ကြည့်တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့နဲ့ကတ်နေတဲ့ထိုင်းနိုင်ငံကဝင်းကြီးရုပ်ရင်းလက်ရှင်နာဝတ်လှတာဟုတ်ဗျစက္ကန့်နဲ့ဆိုတော့ကြည့်မဒဇိမ့်စိမ့်ပဲသူကရင်းလေးနဲ့မင်းအလှလေးကွာဖို့ချွတ်တယ်ကောင်မလေးရတယ်မဲပြီးတော့မှဆက်လိုက်ဖွင့်တန်းလန်းနဲ့သတင်းစာပြန်ချတယ်ဘာဖြစ်သွားတာလဲမသိဘူးကျွန်တော်ကြည့်နေအိမ်တော်ကြီးနဲ့ပါကွာတဲ့မလေးသူကအိမ်တော်ကြီးနဲ့ပါကွာတဲ့သူမှန်းနေသေးတယ်သူကမျိုးချင်းစိတ်ပေါ်သူကထက်တန်တာနော်အခုလည်းဒီတိုင်းပဲမကြီးတယ်သူကအိုဘားမားလာမစီမဆိုင်သူကကျော်စုမှန်ပါတယ်နော်အမတန်မှကျွန်တော်နိုင်ငံရဲ့တိုင်းပြည်ကုန်းဆောင်ပေါ့ဆိုတော့သူ့အဖေလိုခင်မျိုးကလူတွေလောက်ကျွန်တော်တိုင်းပြည်ကခေါင်းဆောင်ကောပြည်သူလူထုရောစိတ်ပိုင်းဆိုင်ရာတွေကျွန်တော်တို့မချမ်းသာတော့ပါဘူးအဲ့ဒါကိုသိလို့ဗိုလ်ချုပ်ဆန်းတို့ကတချင်းလေးဆိုပြီးတော့မှအဲ့မှာနိုင်ငံဒီစာအုပ်တိုက်လောက်တာလေစာအုပ်တင်းလေးနဲ့အဲ့စာအုပ်တိုက်ကနေပြီးတော့ဗမာပြည်သူပြည်သားတွေကိုလမ်းပြခြင်းနဲ့တဲ့ကိုကျင်တရားကိုဘယ်လိုကောင်းအောင်လုပ်အတွေးခေါ်တွေဘယ်လိုရင့်တန်အောင်လုပ်နော်ကိုယ်နိုင်ငံကိုထိန်းတဲ့စိတ်တွေဘယ်လိုလုပ်ကြဆိုပြီးတော့စာအုပ်ကလေးတွေနဲ့ပြောထောင်မယ်ဆိုပြီးတော့နိုင်ငံဒီစာအုပ်တိုက်ဒါပဲသူကအဲ့တော့ပြည်သူလူထုစိတ်နေစိတ်ထားတွေချမ်းသာကြွယ်ဝလာအောင်လမ်းပြခြင်းပါတယ်ဆိုပြီးတချင်းလောက်တာဒါကိုကျွန်တော်တို့အရက်ဆိုင်မှာမိုးမီးဆိုတာစင်းရဲခြင်းလွတ်ကင်းအောင်လမ်းပြဆောင်ပါမည်ယရနာခုနှစ်သွဲတကယ်ပင်စုံကြီးတို့မျိုးသားတိုင်းပြည်မွဲတဲ့လူတန်းနိုင်မည်ကျောင်းဆောက်ခါဖရာပါတီဘိုးအောင်နဲ့ရှေးစာကောနာတို့မတဲ့ကိဆိုင်မည်လမ်းပြခြင်းတဲ့ဘသူကလဲဥနုကခဏတို့လမ်းပြခြင်းနဲ့ဘသူကလဲအောင်ဆန်းကဘ
ဘယ်သူကလမ်းပြမှာလဲသိမ့်ဖြင်းချင်းကတကုံတာယာကသခင်တန်းထုံးကသခင်စိုးကဘာဟင်းကဗမာတွေစိတ်နေစိတ်ထားတွေပြောင်းလဲသွားအောင်လို့တို့ထုတ်တဲ့စာအုပ်ကလေးတွေနဲ့လမ်းပြပါရစေဘလို့နေဘလို့ထိုင်ဆိုတာအတိတ်တွေကဟဲ့ဆင်းရဲခြင်းလွတ်ကင်းအောင်လမ်းပြဆောင်ပါမည်ယရနာခုနှစ်သွဲတကယ်ပင်စုံကြီးတို့မျိုးသားတိုင်းပြည်မွဲတဲ့လူတန်းနိုင်မည်ကျောင်းဆောက်ခါဖယားပါတီဘိုးအောင်နဲ့ရှင်းစာကောနာတို့မာရကိန်းဆိုင်မည်ချမ်းမာချမ်းသာဘေးရန်ကာစီမီလူမွဲတွေကမနေခင်မီတတိဖြစ်တော်မီတို့ငကနီးသိတီတကုန်းနဲ့ဆင်ရသားတို့မညိုးပြီးအကျိုးတို့ပေးတော်မီတဲ့ခမတို့ငကနီးသိတီတကုန်းနဲ့ဆင်ရသားတို့မညိုးပြီးအကျိုးတို့ပေးတော်မီခစ်တစ်ထူတော်မီအေးချမ်းသာယာစီငကနီးတကုန်းနဲ့အမျိုးကုန်တက်စီမီနေရင်နဲ့စားတော့ရေးပါမနေအောင်မင်းချောင်းလဲရမီလူမွဲများစိတ်ချမ်းသာအောင်ကြံဆောင်မီတို့ငကနီးဘာသာယောင်သာသနာယောင်ထွန်းလင်းပြောင်မီကောင်းစားမဲ့တို့ငကနီးရွှေမိုးရွာမီဒီဟိုဘက်ပြန်လာတာပေါ့ဒီမှာတိတ်ဒီဖုံစုံလင်းစင်းကြီးနေ့စဉ်ညစဉ်ဖုံမထိုးပဲအကျိုးများစေမီပမာပြည်ငကနီးတို့နဲ့မြေရှိုးပါလို့မို့ပြန်စေမီမွဲတဲ့သူတွေဖုံမထိုးရအောင်ကြိုးစားလို့ဆောင်ရွက်ခံမှန်းရှေ့ဆောင်လမ်းပြမီအောင်ဆန်းတို့ကလမ်းပြမယ်ဟဲ့စာအုပ်တင်နဲ့ဟဲ့စာအုပ်တိုက်ကမင်းတို့ဝယ်ဖတ်စိတ်တွေပြောင်းမယ်ဒါပဲသူကမင်းတို့စိတ်နေစိတ်ထားတွေချမ်းသာကြွားလာအောင်လမ်းပြပေးရစီတယ်ကျွန်တော်ကနှစ်ခေါက်ဆိုမြတ်ဟာတွေကိုကြော်ဆွလိုက်တာအခြေုံငဲ့ညာလို့နော်တချင်းရတယ်ကျွန်တော်ကမြန်မြန်လေးကြော်လိုက်တာဆရာချစ်ကိုမြန်မြန်ပြောစေချင်လို့မျိုးချစ်စိတ်ရှိတဲ့စာရေးဆရာကြီးကိုပြောစေချင်လို့များလက်စားချေချင်တဲ့လူကြီးတက်လာအောင်လို့လုံးနေရတယ်စိတ်မဆိုးပါနဲ့တာချီလိမ့်မျိုးကစာပေချစ်သူများကွန်ဆန်းတို့စိတ်ပူခဲ့တယ်လို့ကျွန်တော်တို့လူမျိုးကအခုချိန်မှာတော့ကဘာကနှာခေါင်းရှုပ်လောက်အောင်စိတ်ပိုင်းဆိုင်ရာအားလုံးဆင်းရဲမွဲတည်သွားပါပြီကိုချင်းတရားတွေမွဲတည်သွားပါပြီစာနာထောက်ထားမှုတွေမွဲတည်သွားပါပြီအောင်ဆန်းအဲ့ခေတ်ကလူတွေကကိုချင်းတရားကောင်းတာပြောမနေနဲ့ဟင်လွတ်လပ်ရေးတောင်းဆိုဖို့အတွက်အင်္ဂလန်ကိုသွားတယ် transit အိန္ဒိယမှာခဏဝင်လာတယ်အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီးကအဲ့ဒီတော့ဝန်ကြီးချုပ်မဖြစ်သေးပါဘူးတာမန်သူကလွတ်လပ်ရေးခေါင်းဆောင်နေရူနော်နေရူအောင်သိပါနေရူဟင်ဝင်တွေ့ရတယ်အောင်ဆန်းတို့အဖွဲ့ရဝင်တွေ့ပြီးတဲ့ခါကျရင်နောက်နေ့မှာဝင်တွေ့ပြီးတဲ့ခါနောက်နေ့မှာ तू ကလန်ဒန်ကိုတဝက်ကခီးဆက်မယ်တဝက်ကဗမာနိုင်ငံပြန်မယ်ဒေါ်ခင်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့အမေမှားလိုက်တဲ့စာလေးကိုကျွန်တော်အံ့အားသင့်လို့အလွန်ကြေခွဲစရာကောင်းတယ်နော်ယောက်ျားကိုပစ္စည်းမှားလိုက်တယ်ဘုရားမဆန်းမှာတွေ့ပြီးနေရူးနဲ့နောက်နေ့ခီးဆက်တော့မယ်အင်ကြီးစားမှားတာပိတ်စထိုင်းပိတ်စမဟုတ်ဘူးနော်အိန္ဒိယကလားပိတ်စအပားလေးတွေအေးတဲ့ဟာလေးတွေရန်ကုန်မှာຫນွေဘက်လို့ရတယ်ကောင်ဆန်ကျမကိုပိတ်စ3စားဝယ်ခဲ့တယ်ကျွန်တော်အဲ့ဒါကိုဖတ်ရင်းတန်းလန်းနဲ့ကျွန်တော်မျက်စိလဲသွားတာဟင်ဒေါခင်ကြီးကလည်းမှားတာဘလို့ဟာကြီးလဲစစ်တပ်မှာအကြီးဆုံးလူရဲ့မိမတက်မတော်ခုခေတ်ဆိုရင်တော့ကာဝေးဦးစီးချုပ်အဆင့်ပေါ့နော်ဒါကိုအဲ့တော့မရှိသေးဘူးလေညီမလွတ်လပ်ရေးတက်မတော်တေနာပတိဘုံကျုံဆန်းနံပါတ်1သူ့အထက်မှာဘယ်သူမှမရှိဘူးနော်ယောက်ျားကိုမှားနေတာကိုယ့်ယောက်ျားနိုင်ငံခေါင်းဆောင်အစိုးရအောက်ဘက်ခေါင်းဆောင်မှားပါလားရေခဲတက်တာလုံးတရားမှားပါလားစိန်30သားမှားပါလားရွှေ9ပိတ်သားမှားပါလားမော်တော်ကား10စင်းတာချီလိုက်ကညီလေးတွေညီမလေးကြီးတို့လဲတေဖို့ကောင်းတယ်နော်မှားတာယောက်ျားကိုမှားတာတိုင်းပြည်ခေါင်းဆောင်ကိုမှားတာသူမိမကတော့ first lady တိုင်းပြည်ခေါင်းဆောင်ရဲ့မိမကိုအောင်ဆန်းကျမအတွက်ပိတ်စာလေး3စာဝယ်ခဲ့အောင်နဲ့နွေရာသီကြရင်ပါပါလေးချုပ်ဘတ်တော့အေးလို့ဟိုလူကလည်းသွားတယ်အိန္ဒိယမှာတညအိတ်တယ်နေရူးနဲ့တွေ့တယ်ညနေဆောင်တဲ့အခါကျတော့မှော်ရီဝတ်တော်မှာကရာချိမြို့နေရူးနေတာကရာချိကလကတာမဟုတ်ဘူးလမ်းဘေးကလားဆိုင်လေးတွေလိုက်ဝယ်တဲ့အခါကျတော့ပိတ်စာလေးတွေတွေ့တော့ how much ဘယ်လောက်လဲဟိုကပြောပြီး500 rupee ကလားပတ်စံလေးတွေပေါ့ how much 1000 rupee how much 2000 rupee ဝယ်စရာပတ်စံမပြည့်ဘူးအဲ့ထဲကိုနှိုက်ပြီးစမ်းကြည့်တော့စက်ကူလေးတွေကိုသူရည်ကြည့်တာပေါ့အံ့ဩစရာကောင်းတယ်ဘာမှလွတ်လပ်ရေးကောင်းဆောင်အာသာနီကြီးရဲ့အိတ်ထဲမှာမိမမှားတဲ့ပိဿ3စားဝယ်စရာပတ်စံမရှိဒီနေတာကွာဖဆိုတာဟာလားပေါ့ဟိုဟာကြီးနဲ့လေဟိုဟာကြီးနဲ့ကွာဖဆိုဟိုဟာကြီးနဲ့ဟိုဟာကြီးဆရာချီဦးညိုမလေးဗုဒ္ဓဂယာသွားတယ်လင်မယားနှစ်ယောက်ဝယ်ချလိုက်ပြတစ်တာတွေနဲ့အမလေးဟာဝယ်အများကြီးဝယ်ချလိုက်ဗုဒ္ဓဂယာသွားတာဆရာရှိဦးအပြောက်ဝယ်လာတာအဲ့တခြားကိုမတွေးနဲ့ပြောတာအမှုကြီးအောင်မလုပ်နဲ့အမှုကြီးအောင်မလုပ်နဲ့ဟိုဟာကြီးဆိုတာဒါပြောတာ
ဝေချတော့အဲ့ထဲမှာလိုက်ကင်ကြည့်တော့ပတ်စံမလောက်စာရဆောင်ပြန်ရေးတယ်ကြည်ကိုတို့အဖွဲ့အိန္ဒိယကိုရောက်ကြပြီကြီးခီလန်ပန်ချောချောမှုမပါပဲထုံးစံတိုင်းကိုတို့အဖွဲ့အားလုံးနေရုအိမ်မှာအိတ်ကြတယ်နေရုကလန်ဒန်သွားရင်ဘလို့နေဘလို့ထိုင်ဘလို့ဝိဘလို့စားဘလို့ပြောဘလို့ဆိုလွတ်လပ်ရေးကိုဘလို့တောင်းဆိုစသည်နဲ့ကိုယ့်ကိုအကုန်သင်ပေးတယ်နေရုကတိကျုံရှိတာကိုတို့အဖွဲ့နတ်ဖန်ကြရင်လန်ဒန်ကိုခီးဆက်မယ်တချို့တဝက်ကရန်ကုန်ပြန်လာကြလိမ့်မယ်ကြီးကိုပြောချင်တာကကြီးမှားတဲ့အစ္စာကိုမမေ့ဘူးပိဿ3ဆဆိုတာလေညနေပဲမှောင်ရီဝတ်တော်ကြတော့အချိန်လေးအားနေတာနဲ့ကရာချိမြို့ကလမ်းဘေးမှာရောင်းနေတဲ့ကလမာလေးတွေရောင်းတဲ့စာရီဆိုင်လေးတွေမှာကြီးမှားတဲ့ပိဿလေးတွေရောင်းစုံပြုလို့ကိုဆင်းမေးတယ်လှတယ်ကြီးကောင်းတယ်ကြီးဒါပေမဲ့ကိုယ့်အိတ်ထဲမှာပါတဲ့ပတ်စံနဲ့မလောက်လို့ကိုဝယ်ဖို့ခက်သွားခဲ့တယ်ဒါကြောင့်မို့လို့ကိုလန်ဒန်သွားပြီးတော့ရန်ကုန်ပြန်လာခဲ့ရင်ကြီးမှားတဲ့ပိဿပါမလာဘူးဆိုတာကြီးကိုကြိုးကြောင်းကြလှတာအဖွဲ့နဲ့ပြလိုက်တာကြီးကိုခွန်းလို့ရန်ကုန်ရောက်မှရွှေဘုံမသာလမ်းတို့ဘာလို့ကလားတွေများတဲ့လမ်းလေးတွေမှာကလားဆိုင်လေးတွေမှာကိုရှာပြီးဝယ်ပြပြန်တော့ဒါကြောင့်ကြီးကိုပါလာမှာပဲဆိုတဲ့စိတ်နဲ့မျောမနေဘူးကိုကြိုတောင်းပန်ထားတယ်အောက်ကမှပုံအောင်ဆန်းတာပဲဒီစာလေးကိုအမှတ်မထင်မင်းနဲ့ယခုအချိန်မှာသူသမီးဒေါ်စုကတင်ထားတယ်ဆိုတော့ကျွန်တော်စိတ်မကောင်းလို့ကိုစားကနာဘိုလ်ချုပ်ရုပ်ရှင်ရိုက်နေတယ်ကိုလူမင်းရိုက်နေတယ်တေးတာနှစ်ခါကြတဲ့ကိုဇော်တထွေးခုလုံးနေလူပါတယ်ရုပ်ရှင်ထဲမှာသူတို့နဲ့ကျွန်တော်ရင်းနှီးတယ်ဒိုက်တာချီစွတ်ထွန်းအကယ်ဒမီ9စုကျွန်တော်နဲ့ညီကိုလိုပေါင်းတာဆရာချီဦးညိုအဲ့ဒီကောက်ကိုဇာတ်ညွှန်းရင်းနေတာသူတို့နဲ့ဒေါ်စုနဲ့ထိတွေ့တော့ကျွန်တော်အဲ့ဒါကိုအကုန်သိတယ်အကိုကိုပြောရအောင်မယ်တဲ့အမေဇော်တထွေးကအန်တီစုစီမှာစာ3ဆောင်သိမ်းထားတာသူ့အဖေလက်ရင်းနဲ့2ဆောင်ကိုအကိုတီးပြီးသားဥပမာကိုရဲ့တဲ့ကြည်ရဲ့တဲပင်းနဲ့နာမည်ရရင်စားကျင်တဲ့ဘာညာဆိုတာလေးတွေအကိုတီးပြီးသားဟာတွေထားလိုက်တယ်တတိယစာကအဲ့ဒီစာတဲ့ဒေါ်စုအံ့ဩစရာကောင်းတာသူ့အဖေကသူ့အမေကိုအေးဝယ်မပေးနိုင်လို့ရေးတဲ့စာလေးကိုယနေ့အထိသိမ်းထားပြီးတော့လူငယ်လေးတွေထုတ်ပြပြီးတော့မကြသူ့ကြည့်ရင်းနဲ့တောင်တွင်းမြောက်တွင်းနဲ့သူ့အဖေဓာတ်ပုံမော့ကြည့်ရင်းနဲ့မျက်ရည်ဆန်းကြတယ်ဖေဖေရဲ့တမီးဖေဖေကမေမေကိုပိတ်စာလေး3စာဝယ်ပေးဖို့တော့မှပတ်စံရအောင်မရှာခဲ့ဘူးလားယင်တဲ့တမီးငယ်ကကြေခွဲစရာနော်ကြေခွဲစရာတမီးငယ်တုန်းကဖေဖေတည်သွားတဲ့အခါသမီးကနှစ်သမီးနဲ့ကြံခဲ့တာနှစ်လေးမမှတ်မိဘူးအိမ်မရှိယာမရှိရန်ကုန်မြို့ပေါ်မှာသူတို့ပတ်စံနဲ့ဝရတာမရှိဘူးလေတိုက်မရှိကားမရှိဖေဖေတို့သမီးကအထင်သေးတယ်လို့ဖြစ်မိတာနှစ်တည်ကြာလာလေးအသက်အရွယ်တွေရင့်လာလေးဖေဖေစာလေးကိုထုတ်ဖက်လေးလူငယ်လေးကတာရှိလေးအပါဝင်ဖေဖေဓာတ်ပုံလေးနဲ့ဖေဖေကိုချစ်လေးဖေဖေကိုသမီးကတနာလို့တဲ့ဖေဖေတက်ချစ်တဲ့မိမကိုပိဿ3စာဝယ်ပေးနိုင်တော့အောင်တော့မှဖေဖေအိတ်ထဲမှာပတ်စံလေးပါလေးရှိအောင်ဖေဖေရှောင်ပြနိုင်ဘူးလားအော်လို့ဖေဖေရဲ့ဆိုငိုလို့တဲ့ကျွန်တော်အဲ့စာလေးကိုကျွန်တော်သိတဲ့ခါကျတော့ယောက်ျားတမ်းမဲ့မြေဆန်းနဲ့အော်သူတို့ကြတော့လေချမ်းသာကြိုးရလိုက်တာဘာချမ်းသာကြိုးရတာလဲကိုကျင့်တရားပေါ့ ethic ပေါ့လေ ETHIC ethic very risk ethic ကိုကျင့်တရားချမ်းသာတာအချင်းအဲ့ဒါပြောနေတာလူတွေကပတ်စံချမ်းသာလောက်နဲ့မလုံလောက်ဘူးတဲ့ဘာချမ်းသာမလဲကိုကျင့်တရားပါချမ်းသာတယ်ကဘာကျော်တထေးတွေကကိုကျင့်တရားကောင်းလို့တထေးဖြစ်နေတာဘီဂိတ်ကွန်ပျူတာပညာရှင်ခိုးထားတာမဟုတ်ဘူးကွန်ပျူတာလုပ်လို့ချမ်းသာနေတာဘီဂိတ်ကနံပါတ်1တာဝါရင်ဘတ်ဖတ်တထေးကြီးတွေလေကောင်းဝယ်တယ်သူကအနိုင်ကျင့်တာမဟုတ်ဘူးကျွန်တော်ချမ်းသာကြွားပြည့်ပြောတော့မဟုတ်ဘူးလေချမ်းသာလဲကိုကျင့်တရားကောင်းမှာပေါ့ဒါဗျာဘုံချောင်းဆိုင်စိတ်ကိုနှမ်းကြည့်တော့ဘာချမ်းသာတာလဲကိုကျင့်တရားချမ်းသာအတိတ်ကျွန်တော်ပြောတယ်အချိန်ရသေးတယ်ကျွန်တော်တန်လိုက်တော့မပြည့်သေးဘူးဆရာချစ်ကိုတောင်းမှပြီးတော့ကျွန်တော်တက်တာ9နိုင်ကျော်မှတက်တာခု10နိုင်တော့မထိုးသေးဘူးတန်လိုက်15ပြောမယ်ဆရာချစ်ကိုလှမ်းကြည့်မျက်နှာကြီးပြုံးနေနောက်ထပ်နိုင်ဝက်ထပ်တိုးမယ်မဲကြီးနေတယ်စိတ်ချပါညီလေးဆင်းမယ်ခဏလေးနဲ့နော်ကျွန်တော်9မိနစ်ပြီးဆင်းတယ်ဗျာနော်ကျင်တတ်တယ်မလားဆရာချစ်ကိုပြောသေးချင်လို့နော်အားရအောင်ထားပါနော်အဲ့တော့နောက်တစ်ခုကျွန်တော်ပြောဦးမယ်တတိယလာလို့ကိုကျင်တရားချမ်းသာဖို့သမီးကတစ်နှစ်ပေါ့သူသမီးနှစ်မှာသူသေးမှလေသူအသက်ခံတော့မှာသမီးတစ်နှစ်သမီးမှာမလုပ်နဲ့အညာသွားတယ်မှလားပိတ်စာလေးနဲ့ခလေးကိုတစ်နှစ်သမီးကိုပွေလို့မြက်ထားနဲ့ကြောက်တော်ဘက်ကသွားရထားသွားတာနတ်မောက်ကိုရထားရောက်တယ်နော်နတ်မောက်ကိုတချို့ကြားဘူးလားမသိဘူးသမီးတို့တိတ်ခေါင်းနေတာချီလိတ်ကမြို့ကြီးပြကြီးနတ်မောက်ကအခုလဲ6ကတ်လို့ဟင်ဟိုတလောသွားဟောတယ်ကိုဇာကနာနဲ့တို့သွားဟောတာနတ်မောက်တိတ်6ကတ်နေတာဟိုတလောလေးကတို့ဖြတ်သွားတယ်တောင်ရင်းကြီးနဲ့တီကိုဖြတ်သွားတာဆရာချိုးညိုလည်း2ယောက်သေးနတ်မောက်ကိုဖြတ်ရတယ်ကျွန်တော်တို့ဘုံတော်ဆန်လမ်းထိပ်ရောက်တယ်ကျွန်တော်တို့ညီကို2ယောက်ဘလို့မစိတ်နေလို့မရဘူးမြို့လေးက6ကတ်လမ်းထိပ်မှာရေးထားတယ်ဘုံတော်ဆန်ပြတဲ့အိမ်တို့တဲ့
မလမကမှာဘုံဆန်းကြောင်းတက်သွားတယ်ဘုန်းကြီးကြောင်းလေးဒီပင်ကရာကြောင်းတိုက်တယ်ဥတော်ပိတာတယ်ညီကိုနှစ်ယောက်ဆရာချီဦးညွန့်နဲ့မောင်သားချိုးဘယ်လိုမှရင်ထဲမှာခံစားလို့မရတော့ဘူးဒီမျိုးရောက်တော့ဘုံအိမ်နဲ့ဘုံကြောင်းတက်တဲ့ဘုန်းကြီးကြောင်းတက်ပြီးတော့ဆရာချင်းကျွန်တော်တို့မကျင်ဘူးပြလို့ငါလည်းမကျင်ဘူးကွာလို့မင်းဘာလို့မလဲရောပြောတယ်ပြရတော့မယ်လို့ပြရတော့ကြတော့ဗျာကျွန်တော်ပြောဟုတ်တကယ်ပါကြည့်စိတ်ထဲမှာမရဘူးဗျာဒါကြတော့မဲဆရာဦးခမောင်ညိုကအဖေကြီးတယ်ပိဿအာယုံညောင်းမှာကြောက်လို့ပျော်စီပြက်စီပြောတာပါတကယ်ကြည်ခွဲစရာမြို့လေးကအမတန်6ကပ်ပါတယ်နော်ကိုဆိုင်လို့ရောက်ခုမှာပါနော်ဒါကုန်းတယ်ဆိုတော့အခုလေစီဝါကြီးမှာဖွင့်မျိုးရှာဘူးအဲ့ဒီကိုပြန်တာကဲဟင်အခုတော့6ကနေဆိုတော့ဘုံကြောင့်ဆံမသိခင်တနစ်ကစဉ်းစားကြည့်အောင်လေကဲတမီးကိုအနှီးနဲ့ကိုရထားနေနမကိုဆင်းပြီအညာမျိုးလေးစိတ်ဆိုမရှိဘူးဒေါခင်ကြီးကဆွဲခြင်းနဲ့တက်ဘူးနေနဲ့ဟင်ခလေးနှုတ်မှုတွေနဲ့နှုတ်ပလင်းနေနဲ့ဗါလဲသူတို့စားဖို့ထမင်းကြိုက်နေနေပေါ့ဆင်းသွားတာယထာဘောကဆင်းသွားတာ3ယောက်ထဲတယ်ဘုံကြောင့်ဆန်းဖုံဖုံတို့ဖုံဖုံတို့ရှိလို့ပြီးတော့ရှောက်ရသေးဖေဟာမင်္ဂလာတရားနဲ့လည်းအလုံးကြီးပါတယ်ဖေဟာဗမာတွေရင်းနှီးတဲ့မင်္ဂလာတရား2မျိုးရှိတယ်လေမင်္ဂလာတရား12ပါးဆိုတာကတော့ခေါင်းလျှော်တာမင်္ဂလာကမွန်းတက်တာမင်္ဂလာဖိုနဲ့မှနဲ့ညားတာမင်္ဂလာဒါကလောကီမင်္ဂလာ12ပါး38ဖြာမင်္ဂလာကျတော့ဖះနဲ့ဆိုင်တာဟင်ဖះလက်ထက်ကလူတွေကညင်းညာတယ်မင်္ဂလာဆိုတာဘာလဲဆိုတော့ပတ်စံရှိတာမင်္ဂလာရုပ်ချောတာမင်္ဂလာအပြည့်တက်တာမင်္ဂလာညင်းတဲ့ခါကျနတ်သားတစ်ပါးကိုရှောက်နတ်သားငါမေးပြီးမယ်ဖះကိုဒါနားလည်အောင်ပြောတာနတ်သားဖះစီသွားဟယ်လိုမြတ်စွာဘုရားနော်what is မင်္ဂလာပေါ့ may I know အဲ့လိုမဟုတ်ဘူးဗျာဘာလို့လဲအရှင်ဘုရားနော်မင်္ဂလာဆိုတာဘာလဲဒီလိုပြောပါဆိုတော့38မျိုးရှိတယ်ဆိုပြီးတော့ပြောတယ်နတ်သားလောကပြန်ဆင်းလာတယ်လူတွေလာနားထောင်ပြီးဧဝံမေတုတံဧကံတမယံပြောပြီးလေဧဝံဤကဲ့သို့မေငါဒီပါဠိမှာမေကငါပဲလေတုတံကြားလိုက်ရတယ်လူတွေကိုပြောတာနတ်သားငါအဲ့ဒါမျိုးကြားခဲ့ရတယ်ကွာဖះပြောပြတာပြောပါဖះပါပြောလေတိတ်ကောင်းတာပဲနော်ဒီထက်မှာခရစ်ယာန်တွေပါနိုင်ပါတယ်အစ္စလာမ်ဘာသာဝင်များလည်းပါနိုင်ပါတယ်ပေါ့အဲ့ဒါတွေခဏဖယ်ထားလိုက်ညီလို့နော်အဲ့ဒါဖယ်ထားလိုက်နော်မင်္ဂလာတရား38ပါးဒီလောကနဲ့ဆိုင်မဆိုင်အပေဝနာစဘာလာနံလူမိုက်တွေနဲ့မပေါင်းတာမင်္ဂလာတဲ့ကဲကျွန်တော်အစ္စလာမ်တွေပါရင်ကျွန်တော်ညင်းပေးနော်ခရစ်ယာန်တွေပါရင်ကျွန်တော်ညင်းပေးဟုတ်တယ်မိုက်မဲတဲ့ကောင်တွေလေပြဿနာကောင်တွေလေရိုက်မယ်နှဲ့မယ်ခိုးမယ်ဆိုတဲ့ကောင်တွေနဲ့မပေါင်းတာမင်္ဂလာမရှိဘူးလားပဏိတာနိစ္စသင်္ကဟောပညာရှိနေနဲ့ပေါင်းတာမင်္ဂလာနှစ်ခုရှိသွားပြီကျွန်တော်အခုမပြောပါဘူးကျွန်တော်ကညာတကာနိစ္စသင်္ကဟောရှင်မျိုးတွေထောက်ပံ့တာမင်္ဂလာတဲ့ကဲဖះဟောတာနွမ်းမနေတဲ့ကိုယ်ညီမတဝမ်းကွယ်ညီမအရင်လေးအကိုအရင်ကိုတူလေးတွေနွမ်းပါတယ်ရော့ဟာစပိန်လေးငါဝယ်ပေးမယ်ဟာတာကြောင်းတက်ဆရာစိုက်ကန်မရှိတာရော့ငါဝယ်ပေးမယ်ဥဝယ်ပေးမယ်နော်ဗလာဆောက်လေးတွေပေးမယ်နော်ဖះဟောတာနော်ညံ့ပြင်းနေတော့နှိမ့်ကြနေတော့ဆွေမျိုးများကိုထောက်ပံ့တာမင်္ဂလာတကယ်ကျွန်တော်ဖះပြောတာအဲ့ဒါဖះဟောတဲ့တရားတွေခန္တီစဧတံမင်္ဂလာမဟုတ်တယ်မသိခန္ဓာမင်္ဂလာကြည့်စမ်းတပောစချိုးချံချွေတာမင်္ဂလာမတို့အဲ့ဒါအများကြီးပဲပြောတာအဲ့မှာဘာပါလာလဲဖုဒ္ဓတာလောကဓမ္မဟိနကံပတိဧတံမင်္ဂလာမဟုတ်တယ်မနကံပတိလောကဓာတ်တရား၈ပါးနဲ့ကြုံသောအခါမှာနကံပတိမတုံ့လှုပ်တာမင်္ဂလာတဲ့ယောက်ျားတွေမိန်းမတွေသိန်းတောင်းတဲ့ချီချမ်းသာသွားတယ်ဘုံမမြင်ဘူးဒီတိုင်းပဲငကိုတိုင်းပဲတကယ်ကြီးနေနေစီးပွားပြတ်သွားတယ်လုပ်ငန်းကျသွားတယ်စိတ်တမကျသွားဘူးဒီတိုင်းပဲပြုံးပြည့်ဘူးဘယ်တော့ကောင်းလဲကဲယာရုတက်သွားပြီညွန့်ကျုပ်ဟဲ့လားဝင်းကြီးဒုဝင်းကြီးတက်သွားတယ်မာနမကြည့်ဘူးဒီတိုင်းပဲတကယ်ကြီးနေဒီတိုင်းပဲငကိုတိုင်းပဲပြုတ်သွားတယ်မတောင်းသွားဘူးတားရသမီးတွေနဲ့ရင်ဆိုင်ကြမှာတားရသမီးတို့ဒီတိုင်းပဲဖះအဲ့တော့ပြောတာဘလောက်မြင့်ဘလောက်တက်တက်မတုံလှုပ်သောယောက်ျားမိန်းမကြီးမင်္ဂလာရှိတယ်ကောင်းလိုက်တဲ့တရားအမျိုးသားကောင်းဆောင်ဘုကြောင့်ဆန်းလာမင်္ဂလာတရားနဲ့ညီတို့တပည့်တို့ထင်တယ်ဖះဘုကြောင့်ဆန်းမြို့ပြန်တယ်ဘာမှကြီးကြီးတယ်မရှိရန်ကုန်မှာရုပ်ရှင်ကြည့်တာမှလမ်းမေးရုပ်ရှင်သွားကြည့်တဲ့ဘယ်ကြီးဟင်မကြီးထွေးလမ်းမေးမှာတောက်တဲ့လူကြီးမြို့ပြန်တော့သမီးလေးကိုပွေလို့မိန်းမနဲ့သွားပြီအမရေအမအညာမှာအမေကိုမခေါ်တယ်မလားပြောအမနတ်မောက်ရဲ့မြို့ကောင်းငင်ရံမှာလှိုင်းနေထသွားတာအဖွားကြီးချွတ်နဲ့ခြံစည်းရိုးလေးမှာအတိနှီးလေးနဲ့အပင်လေးတွေရှောက်ကြည့်ပါလေးရှောက်ကြည့်ကြီးနေမှာပေါ့ဗျာနတ်မောက်ကိုရောက်ခွင့်သိမယ်နော်ဘုကြောင့်ဆန်ခြံကျဲတယ်နော်ကျဲတယ်ဗျမလေးဘုကြောင့်ဆန်အောင်လက်မှတ်ကလေးကိုထိုးထားတော့အခုထိဘုကြောင့်ဆန်10တန်းအောင်လက်မှတ်လေးကိုအခုထိထိုးထားတော့မောင်အောင်ဆန်းတဲ့ဂုံလူရသောဘာသာနဲ့သားလို့ပြီးတော့ဂုံလူရတုတ်တီမြန်မာအင်ပါဠိတဲ့ဘုံမြန်မာစာနဲ့ပါဠိဒီထွက်တယ်ဗျာသူကကျွန်တော်ကြည့်ခဲ့သေးတယ်ဟာမိုက်တယ်ဟာလေအိမ်လေးမကြသေးဘူးရောက်ခဲ့တာလွမ်းလို့ကျွန်တော်ကဒီမှာအဖွားကြီးကလုံးနေမှာပေါ့တောနေဒေါစားလေးပေါ့ချိုးချံရွှေတာနဲ့ပေါ့ကျွန်တော်အားတင်းနေတာအဲ့ဒါပဲဗျဘိုးကျောင်းဆိုင်ရဲ့အမေနော်တိုင်းပြည်ကောင်းဆောင်ရဲ့အမေနော်ရန်ကုန်လာမနေဘူးနော်အညာမှာနှမ်းလေးတွေပဲလေးပေါ့ရောင်းပြီးစားနေတာဗျကဲဟဲ့ငါသားဘိုးကျောင်းငါသူ့အမေဆိုပြီးတော့ကျွန်တော်ဆိုရန်ကုန်မြို့လိုက်ကြိုက်ကျဲပြစ်တယ်လိုက်ကျန်းပြစ်တယ်ကျွန်တော်ဆိုအကုန်ကျန်းတယ်ကျွန်တော်ဆိုရင်မသားမတွေဟုတ်တယ်မလားကျန်းမှာဒီတိုင်းလေးနေနေတာအမဟဲ့အောင်ဆန်းတန်လာတယ်
အမကျုပ်ပြောအောင်ဆန်းအမချွေးမပါတယ်အောင်ဆန်းဟဲ့ကောင်မလေးငါသားအငယ်ကောင်လေးချီမကပြီးလက်မကင်မိနဲ့တမျိုးလုံးကြွကြွညံလို့တမျိုးလုံးကြွကြွညံလို့ဟင်ဖြစ်ကုန်တာအိမ်မှာရုပ်ရုပ်တဲတဲတွေဖြစ်လို့တမျိုးလုံးကအံ့အားသင့်တယ်ဟောတိုင်းပြည်ကောင်းဆောင်ကြီးဖြစ်ပြီးတော့လာတာ6တီး6ကန်နဲ့ရထားပေါ်ဆင်းလာတာမိမနဲ့ကလေးနဲ့သူများတကာတွေလို့တွီရွှေလောက်ပါတော့လားဟဲ့ဟင်လောက်ပါတော့လားဟဲ့ကောင်းဆုံးရဲ့ဟုတ်တယ်ဗျအေးလေဟုတ်ကျွန်တော်ရိုးတာနော်အဲ့ဒီစိတ်မျိုးကကျွန်တော်အားလုံးရှိတဲ့နေမောင်းသားချိုစာရေးဆရာဘလောက်နဲ့ဘောကနာမည်ကြီးမာနမရှိတယ်ဘူးဆရာချစ်ဦးညိုဘလောက်နာမည်ဟောင်းတောက်ညီလေးထိုင်ကွာတို့တွေ့လားရင်းနေတယ်လေငါစာရေးဆရာကြီးခက်တည်းထားကြီးနေပေါ့မင်းတို့ဗျာလားစာပေဝါသနာပါလားအေးအေးပဲနာဒီမနေဘူးလုံးလားထွေးလားလုံးထွေးလို့ဘုံလုံးခက်နေသေးတယ်ခက်နေတယ်ဘိုးချုပ်ကဒီရက်ချတော့တမျိုးလုံးအားသိနေတာဟာတနေ့လုံးဆူညံပွက်ထလို့ညလေးမိုးချုပ်လာတော့မှအညာမှာတမာပင်လေးတွေနဲ့တမန်နံလေးနဲ့ထနှောင်းနံလေးတွေနဲ့ဘိုးချုပ်ဆိုင်ကြီးတဲ့ခေါင်းကြီးမှာအပင်ပေါက်နေတယ်ခုအပွင့်နေပြီနော်အခုပွင့်နေပြီဗျာစန္ဒကူပင်လေးကိုစားကနာစန္ဒကူတွေပွင့်နေပြီအေးကိုသားချွေးတောင်းရကြတယ်အေးလွန်လိုက်တာကွာကြံခဲ့တော့နှစ်ပေါင်း100နီးပါးလောက်ကဒီအိမ်စုပ်ကလေးမှာဘဝတစ်ခုလုံးကိုထိုးကျွေးပြီးတော့မှအသက်ကောခန္ဓာကိုထိုးကျွေးပြီးဘာတစ်ခုမှအမျက်ဆုံးရှာမှသွားတဲ့လူတယောက်ဒီအခန်းလေးမှာမွေးခဲ့တာပဲကွာကိုသားကနာတောင်းရကွာချတနာပါတယ်ကွာသေတော်လဲပိန်ကတ်စစ်သားအုပ်ထုပ်ကလေးဆောင်းလို့အင်ကြီးလေးပိန်ကတ်လို့ဘောင်းမီလေးနဲ့ကရင်ပေါ်အလောင်းပြင်ထားတယ်အမေကြီးကကြောပေးပြီးတော့တပတ်ကလေးနဲ့ငိုးလို့ထီးဘူးလေးနဲ့လက်နဲ့စစ်သားကြောတတိနေထားနေရလို့အိမ်မှာ6တိ6ကအတူပါလေးရလေဗတ်ကြီးတွေဆိုချက်ကပြီးတော့ဝလုံးလေးကိုအဝတ်စနဲ့ပတ်ထားတဲ့အတိုင်းပဲနော်ဒီနိုင်ငံမှာရှိနေတဲ့စီဦးထော့ဘတ်တွေမလိုင်ခဲတွေကိုတစွန်းတယောက်မှတမှုံတစမှကျွန်တော်မသုံးဆောင်ခဲ့ပါဘူးခင်ဗျာဆိုတဲ့ပုံစံလေးနဲ့ရုပ်ကကျွန်တော်ကဗတ်ကြီးများပူနေလားလို့ကြည့်တာမပူဘူးဗျာကိုဘိုးကြီးများထွက်နေလားလို့မထွက်ဘူးဗျာပစုံကြီးများဖောင်းနေသလားမဖောင်းဘူးဗျာရုပ်ပါလေးအဲ့ဒီပုဂ္ဂိုလ်အိမ်လေးကိုတရိယာလိုဝင်ဆိုတော့ညကြတော့မှအလုံးတိတ်ဆိတ်သွားပြီမှိုင်လေးကိုမိမြင်ပြီဒေါခင်ကြီးကကျုံလေးထိုင်ပြီးချွေးမပြီးပြီးတတပေါ့ဗျာအိမ်ထရံပေးလေးမှာဘုကျောင်းဆန်သမီးလေးကိုပွေထားပြီးအိပ်ပျော်နေပြီ10နာရီလောက်ဆိုညနဲ့လာပြီအညာမှာအေးတော့အေးတယ်နေလို့ကောင်းတယ်ပေါ့နော်သမီးကိုအမြဲတမ်းလက်ကမချဘူးတဲ့သူ့ဒိုင်ယာကြီးမှာရေးထားတယ်မလားကျုပ်ချီအောင်နင်းမဲ့သမီးလေးကစုလေးတယောက်ပဲရှိတယ်ပြီးသွားတယ်သားတွေကိုချစ်တော်လဲပဲထောင်ပေးနေထောင်အမှုကြည့်အောင်လုပ်နေနော်သားတွေကိုချစ်တော်လဲပဲဖခင်များသမီးကိုပုတ်တွက်တာတယ်တာချီတဲ့မြို့သူမြို့သားများသည်လဲလင်းနေမယားတွေနဲ့မိတွေဖတွေပါမှာပေါ့တတိထားကြည့်လိုက်မောင်သားချိုးစကားမဟုတ်ဘူးနော်ကဘာကပြောတာ human psychology human ကလူ psychology ဆိုတာစိတ်ပညာလူသားစိတ်ပညာစာအုပ်ကိုကျွန်တော်ကရေးလဲဖတ်တာကျွန်တော်ဒီမှာ psychology စာအုပ်တွေအများကြီးပဲဒေါက်တာကျော်စိန်တို့မှန်ကျွန်တော်အမြဲစုတယ်ကျွန်တော်က psycho စာအုပ်တွေကိုစိတ်ဝင်စားလို့ကျွန်တော်ဟာမိုက်တယ်ဟာလို့ဒေါက်တာသိန်းလွင်တို့အများစုတာကျွန်တော်ကကောင်းလို့လူတွေမှာတဲ့မအေးများကြီးတားကိုချစ်တယ်သတိထားကြည့်တယ်ကိုယ့်အိမ်မှာကိုတားကိုတမ်းစိတ်ပို့တွေ့တယ်ဖေးများသမီးကိုပို့ပြီးတွေ့တာလေဒါသူဒုတဘာဝပွေထားတာသူကလားဟဲ့ကောင်အောင်ဆန်းအဖွားကြီးစပြီမှိုင်လေးမြင်ရက်ပူတယ်လေငါနေပါဦးနေကိုမရသေးဘူးတနေ့ကင်းလုံးလူတွေရှုပ်နေလို့ခလေးရလဲဟိုကောင်မဆွဲချီဒီကောင်မဆွဲချီနဲ့အိမ်မှာရှိတယ်မရှိဘူးရွာမှာကတ်တယ်မရှိဘူးအိမ်မှာဟိုအိမ်ပါသွားလိုက်ဒီအိမ်ပါသွားနေသမီးကငါမေးပြရစေဦးငါဒီမလာလာကြားတဲ့အသားဒီတခါဆက်ညံ့ရောက်လာတာဘာကိစ္စရောက်လာအမမော့ကြီးတမီးကိုပွေထိုင်တန်းလိုက်တမီးမျက်နှာလေးမော့ကြီးအေးငုံကြီးအေးမိမကိုလှမ်းကြည့်တမ်းမပြောရဘူးအမေကိုဟဲ့ပြောနေနေဘာကိစ္စလာတာလဲထူးဆန်းလို့ငါနတ်မောက်ရောက်လာတာအမကြီးကိုအမကြီးကိုပြောဖို့အရှင်ယူနေတာငို့တို့ဆောင်းတုံလေးထိုင်ပိဿာလေးကိုဖြဲဟဲ့ဒီကောင်မတနေကင်းလုံးခိုကောင်မဆွဲသွားဒီကောင်မဆွဲသွားနေငါမီးကိုငါမျက်နှာသေးချာမကြည့်အောင်အခုမှသေးချာကြည့်မိတယ်ညဘက်လာရောက်နေမီးအောင်နေဟဲ့ကောင်အောင်ဆန်းနင်းနဲ့တစ်ခွက်ထဲပါလားမဟာနဖူးကြီးများတောင်းကြလို့ဒီကောင်မကြည့်စမ်းနာရများဆင်းလို့နှကန်းလေးတွေပါပါလေးတွေနဲ့အောင်ဆန်းရဲ့အဖွားကြီးကအဲ့ဒီညကြမှာအနုလုံးပတိလုံးကြည့်တာငါအကြိုက်ဆုံးကငါပြောမယ်နော်ဟဲ့ကောင်အောင်ဆန်းဟဲ့ကောင်ဆုံးတောက်ပခုံးရနေတယ်ဟဲ့ကောင်အမလည်းရည်နေသေးတယ်တာမီးညောချစ်စရာကြီးပေါ့ဟဲ့ကောင်ငါအကြိုက်ဆုံးကဒါဒီနင်းသိလားမေယိုကြီးတွေမိမတွေကမေယိုတွေ့တာများတယ်လေမိမလှအောင်နင်းသမီးကယောက်ျားဆန်တယ်မေယိုကြီးအကားနဲ့တောင်းကြီးနေတယ်ပြက်သားသားခိုင်မာမာနဲ့နင့်လိုမျိုးဟဲ့လားမௌတာမမှန်တာမတရားတာလာမလုံးနဲ့
တလောကလုံးနဲ့တယောက်ချင်းနဲ့ရင်ဆိုင်သွားမယ်ဆိုတဲ့စောက်ချိုးမျိုးဟဲ့ကောင်မအမမြေလေးဝဲလို့သူ့သမီးကိုချီးကျူးနေလို့တလောကလုံးနဲ့တယောက်ချင်းနဲ့ရင်ဆိုင်သွားမယ်မတရားလားမလုံးနဲ့နားလေလားတက်ကမှမဆိုင်ဘူးလားနင့်လိုစောက်ချိုးမျိုးအမကြည့်လိုက်တာဘိုးကျောင်းဆန်းရင်ကောင်းတန်နဲ့အမြဲတမ်းစကားပြောတယ်ပရိပလာမပြောတတ်ဘူးစကားပြောရင်လည်းလှစရာမလိုဘူးနော်စကားလေးချိုးသားလေးပရိပလာလေးကျွန်တော်တို့မဟုတ်ဘူးအရှိတိုင်းအရှိနဲ့ချတာဟဲ့ဆိုတော့တင်ရမြဲပါလားအဲ့ဒီမှာအဖွားရဲ့ဆက်မေကပြောစမ်းမအောင်ညီပါလာလောက်တာလေအရေးကြီးပြီညတိတ်ဆိတ်သွားပြီနတ်မောင်မှာတခွန်းနဲ့ပြောချလိုက်ပြီကျုပ်ခင်ဗျားကြီးကအမွေလာတောင်းတာဟဲ့ကောင်ဘာရဲ့အမွေဟဲ့ကောင်ဘာရဲ့ကြားရသားနဲ့သေချာအောင်ပြန်ပေးနေတာအမွေဆိုတော့သူအံ့အားတင်တာဘာအမွေလဲနင်ကရာဆငါသားသမီး9ယောက်မွေးတာ9ယောက်ဖတ်တင်အကြီးဆုံးကောင်မခင်ညွန့်နောက်ကောင်မမိဝဲနောက်ကောင်ဘဝင်းနောက်ကောင်မမစ်ရွှေမှန်နောက်ကောင်အောင်တန်းနောက်ကောင်အောင်ဆန်းစသည်ဖြင့်လူ9ယောက်တန်းစီပြလိုက်တယ်ဦးနေအောင်ပါသေးတယ်ကျွန်တော်ကြားတယောက်ကျန်သွားလို့9ယောက်ပေါ့ဦးနေအောင်ထက်လိုက်ဟဲ့နင်းငယ်ဆုံးနင်းစက်နေသားထိန်လင်းငါကအမျိုးတရိယာလို့ငါသားဘိုလ်ချုပ်နတ်မောက်ပြန်လာတယ်ထင်းနေတယ်လက်ဆက်တတ်တော့နင်ကစောင့်ဝေလာတောင်းတာကိုကောင်ရဲ့ရိုင်းရမဟုတ်ဘူးလို့ကျွန်တော်အဖွားရစိတ်နာသွားပြီလေငါ့ကိုတရိယာလို့လာတယ်ထင်းနေနင်ကအရေးဟာကြောင့်နင်ကစောင့်ဝေလာတောင်းတဲ့ကောင်ရဲ့ငါရင်နာလို့အမစကားပါစကားလေအမဘာသာလေးပြောနေရလဲပြဿနာဖြစ်ကျုပ်တောင်းတဲ့အမွေကအဲ့ဒီအမွေမဟုတ်ဘူးဗျခင်ဗျားမိအတွက်ခင်ဗျားပိုင်တဲ့ပစ္စည်းကိုကျုပ်ကသားသမီး9ယောက်9ပုံပြီးတော့ကျွန်တော်တပုံပေးဖို့တောင်းတာမဟုတ်ဘူးရန်ကုန်မှာမင်္ဂလာဆောင်သွားအလှူသွားပွဲနေသွားတော့ဘေးလူတွေကမခင်ကြီးကိုဝိုင်းပြောလို့မခင်ကြီးတော်တို့ကဗိုလ်ချုပ်ရဲ့ကြောဗိုလ်ချုပ်သမီးနားပေါက်ဟောင်းလောင်းနဲ့မကောင်းဘူးအောင်ဆန်းစုကြည်လေးကိုနားပေါက်ဖော်ပြီးငကလေးပါလေးပန်ပေးပါလားပြောလို့မခင်ကြီးအိမ်လာပြီးကျွန်တော်ကြီးကြပြီးကျုပ်ကိုကြီးကြလို့ကိုအောင်ဆန်းတော့မှာရွှေလိုရွှေစားလေးများဆူထားတာရှိလားဆိုတော့ကျုပ်ကမရှိဘူးဖြစ်ခဲ့ရတယ်ဒါဆိုပတ်စံလေး5-6ရဟိုကရွှေသေးပေါ့နော်ကိုရွှေသေးဆူထားတာများဆောင်းထားတာရှိလားဆိုတော့ကျုပ်ကမရှိဘူးပြောခဲ့ရတယ်ခင်ဗျားချွေမှာအဲ့ဒါအလိုက်ကန်းဆုံးမသိပဲနဲ့တော့အမေအညာမှာပဲလေးနှမ်းလေးတွေလှောင်ထားတယ်မကြီးမဲ့လေးပါလေးပေးစားတယ်အတိုးအရင်ပေါ်လေးပေးစားတဲ့ခါကျတော့မြည်အတွက်ဆိုတော့ငကလေးပါလေးပန်ပေးမှာပေါ့တောင်းမေစီအမွေတော့တောင်းအောင်ဆိုလို့ကျုပ်တို့လေးမယားနံပါတ်ကိုလာခဲ့ကြတာခင်ဗျားကျုပ်ကိုတမျိုးထင်လို့ကျေခွေးဆိုင်လို့တမီးငကတ်တေးလေးပေါ့တပဲသားနှစ်ပဲသားလေးပေါ့အဲ့ဒါပန်ဖို့မိသားစုပြဿနာဖြစ်နေတာကဖြစ်နေတဲ့မိသားစုကတိုက်မိကောင်းတော့မိသားစုဖြစ်နေရောလမ်းပြရကောင်းမဟုတ်ဘူးလွတ်လပ်ရေးကောင်းဆောင်အာဏာကြီးကောင်းဆောင်ကြီးတိုက်ပြည်အာဏာပဲအရာရှိတဲ့မှာအကြီးဆုံးလူကြီးကသူ့သမီးကိုနှစ်ပဲသားသုံးပဲသားငကတ်ပန်ပေးဖို့မရှိလို့အဲ့ဒါမိသားစုမှာပြဿနာကြီးတက်နေလို့ကွာပါဆိုတာဗျာကျွန်တော်လည်းဖြစ်နေတာအဖွားကြီးကပြောချတာကျွန်တော်ကြိုက်လို့မပေးနိုင်ဘူးငါတို့မိသားစုဒလစ်ထုံးတန်းထဲမှာမသေးပဲနဲ့ငါဘယ်တော့မှမပေးဘူးငါတည်ရင်နှက်မောက်ကိုနေအချိန်မဆိုင်ပဲပြေးတာတက်လာကြအောင်ဆန်းတယ်တာမီး9ယောက်9ပုံပို့ပြီးတော့နေရတဲ့ဟောင်းနေယူသွားငါမသေးသေးပဲနဲ့ဘယ်ညီမှလည်းငါကြော်ပြီးတော့ဝင်ပေးဘူးနေနက်ဖန်ရန်ကုန်ပြန်ကြည်တဲ့နက်ဖန်ကြရင်ကြော်ပတောင်းဘက်ကလည်းထားကိုလက်မှတ်လေးဝယ်လိုက်တော့ခုလိုပြန်ရစို့ပြန်ချသွားတယ်အဲ့ဒါကိုရေးတဲ့စာရေးဆရာကညိုမြတရင်စာဆရာကြီးဦးညိုမြကျွန်တော်ကအဲ့တရင်စာလေးကိုဖတ်တော့ခေါင်းစဉ်ကအောင်ဆန်းအမွေတောင်းကန်းဆိုတော့ဟာကျွန်တော်ကခြေခွဲရတော့ဩဘာချမ်းသာတာလဲဆိုဒီခေတ်ကလူတွေကိုကျင်တရားချမ်းသာတာပဲတမျိုးသားလုံးအဲ့လိုကိုကျင်တရားပြန်လဲတိဆောက်ရမယ်လို့ကဘာကျွန်တော်တို့ပြောနေတာခမတို့လူမျိုးဆင်းရဲသွားတာပတ်စံတစ်ခုတည်းမဟုတ်ဘူးတဲ့ကိုကျင်တရားသိဆင်းရဲသွားတယ်နောက်တစ်ခုရောလို့ကျွန်တော်မေးတယ်နောက်တစ်ခုကလည်းခင်ဗျားတို့အတိတရားသိဆင်းရဲသွားတယ်ဒါနှလုံးသားမဟုတ်တော့ဘူးတွေးပုံခေါ်ပုံတွေပေါ့ခင်ဗျားဂျပန်ရောက်ဘူးလားတဲ့ကျွန်တော်နည်းနည်းပါးပါးတော့သိတယ်ဂျပန်လေဆိပ်မှာရောက်ဖွင့်သိပြီခွေးတွေနဲ့ရဲတွေနဲ့အဲ့တွေကိုနန်းရှာနေတာတွေ့ရမှာလားကျွန်တော်ကမသိဘူးဂျပန်ပြည်တွေကပစ္စည်းတွေကိုအပြင်ကိုခိုးထုတ်တာကိုနန်းတယ်လို့ထင်နေတာဆရာချီဦးညိုတို့ OBJ ကာတွန်းဆရာတို့ဇာကနာတို့ပြန်လာတော့မှကျွန်တော်တော်သားဆိုပြီးကျွန်တော်ဆဲတာခင်ဗျားမှတ်ထားရတယ်အဲ့ဒီခွေးတွေနန်းပြီးတော့ရှာနေတာဂျပန်ပြည်တွေကပစ္စည်းတွေအပြင်ထုတ်တာကိုရှာတော့ရှာတယ်တ
ဒီလောက်ကြီးတရေမြဲမရှာဘူးထွက်သွားလဲဘာမှမဖြစ်ဘူးအရေးကြီးတာဘာလို့ရှာနေတာလဲဝင်လာတာရှာနေတာဘိန်းလဲရှာတယ်ဘာလဲရှာတယ်ညာလဲရှာတယ်ပို့ပြီးရှာတာပါလဲမျိုးစီကျွန်တော်ဗျာနာလုံးလို့ဗမာတွေကိုကျွန်တော်ကခင်ဗျားတို့တိုက်ချင်လေးကျွန်တော်နားတယ်အကုန်လုံးပေါ့တပီလုံးပေါ့ကျွန်တော်အားလုံးပေါ့ဂျပန်လေစိတ်ကားအဲ့ထဲမှာနှမ်းပစ်ပါလာရင်နှမ်းပစ်ကိုကြော်လာရင်ခွေးတွေမဟောင်ဘူးသိကားမိလားမြေဘဲဆန်ကြော်လာခဲ့မဟောင်ဘူးမယမ်းသီးတွေတရသီးတွေယိုထိုးလာမဟောင်ဘူးထမင်းချက်ပြီးတဲလာမဟောင်ဘူးဆန်စီတဲလာရင်မရဘူးလို့ခွေးရသိတယ်ဟေးနှမ်းလေးတွေ50သီးပြန်ဆက်လို့ရတာလေမြေဘဲဆန်လေးတွေတက်ကလေးတွေဒီမလှော်ရသေးဘူးလေဆက်လို့ရတာလေးတွေနော်တဲစီလေးတွေမယမ်းစီလေးတွေနော်ချယ်ရီသီးစီလေးတွေဗာလေးတွေပေါ့ဗျအကုန်ပေါ့မလကာစီလေးတွေရှောက်သီးစီလေးတွေထားရတော့အဲ့ဒါတွေအဲ့ဒါပါလို့ကတော့ဂျပန်ခွေးအထူးလက်ကျင်ထားတယ်ဟေးအဲ့ဒီဖျက်ရှာပြီကျွန်တော်ကမေးရတယ်အဲ့ဒီမျိုးစီတွေနိုင်ငံထဲကိုဝင်လာရင်ဘာဖြစ်မှကြောက်လို့လဲပြောတာကောင်းလိုက်တာသူများတိတ်တီးကနှမ်းတစီဝင်လာခဲ့ရင်မြေဘဲတစီဝင်လာခဲ့ရင်စဘာတစီမလကာတစီရှောက်တစီတက်တော်တစီလိမ္မော်တစီတံမြာတစီဝင်လာခဲ့သည်ရှိသောမတော်တဆဆက်၍ပေါက်ပေါ်အဲ့ဒီမျိုးနဲ့ဂျပန်မျိုးတွေနဲ့ရောရှက်ပြီးတော့နှစ်ပေါင်းများစွာကြာသောအခါဂျပန်ပြည်မှာပေါက်နေတဲ့အသီးတွေအပွင့်တွေအပင်တွေမျိုးပြက်သွားမှကြောက်လို့တယ်သေစမ်းပါကွာလို့သေလိုက်စမ်းပါကွာလို့ကဲမင်းတို့တိုင်းပြီကွာဒီနေ့အထိတာချီကညီလေးညီမလေးကျွန်တော်ပြောနေတာအတိတ်ကိုပြောနေဒီနေ့အထိအဝင်မခံဘူးတော့ဘူးလို့မင်းနားစီစီတယ်မလားနားလေလာမပေါက်လေတို့ဒီမှာမင်းတို့အပင်တွေအသီးတွေနဲ့မျိုးရောပြီးတို့မျိုးပြတ်သွားမှာလို့လုံးဝမခံဘူးကျွန်တော်မေးရတယ်တစ်သေးသေးဥတော်မင်းတို့ကကျွန်တော်တော့ရှာနေလူဆို sorry ပဲမိဖို့သွားမယ်နားလေလားတွေးမှမခံဘူးအိုးတာချီလိုက်နေပါရစေဂျပန်တွေဘာချမ်းသာတာလဲအတိတရားချမ်းသာတာအစိုးရကာထားပြီးသားဟုတ်ပါရဲအောင်ခွေးအောင်လာမလုပ်နဲ့ဒီကောင်လေးလက်ပေးလို့မရဘူးအတိတရားသူလူမျိုးရဲ့အတိတရားမင်းလာမပေးနဲ့နားလေလားမင်းလူဝင်ဖို့နေတာလားမင်းနှမ်းတော့မခံဘူးနားလေလားမင်းသိသွားမယ်ကျွန်တော်ဟာမင်းတို့အတိတရားချမ်းသာလိုက်တာကျွန်တော်တို့ပါဦးအတိတရားစုပ်ပြတ်တတ်သွားလို့တတိုင်းပြည်လုံးခင်ဗျားကလေရောသမမှုဖြစ်ကုန်တာဗောအကုန်လုံးခင်ဗျားကလေရောသမမပြီးနဲ့ဗျာလူတွေရောအသီးနှံတွေရောအကုန်လုံးဘာမျိုးမှန်းတော့မသိတော့ဘူးဘာမျိုးမှမသိတော့ဘူးတခုတော့ရှိပါတယ်ဆရာချီဦးညိုကအကောင်းမြင်တတ်တယ်အဘိုးချိုမင်းမင်းကပြားလေးတွေကမလှတော့ကွာလာတော့ဒါတော့အကောင်းမြင်တာပေါ့ဗျာလန်းစားတယ်ကိုကြီးကိုမကြီးတယ်ညီလေးတို့ညီမလေးတို့အဲ့လိုနိုင်ငံနဲ့ရှင်ကြီးတော့ဟာအဲ့ဒါကြတော့အတိတရားချမ်းသာတာလေဒီလူမျိုးကိုပြန်ချမ်းသာခြင်းငွေနဲ့မပြီးဘူးလေအောင်ဆန်းလို့ကိုကျင်တရားချမ်းသာအောင်ပြန်လုပ်ရမယ်ဂျပန်နေလို့ပါလေအတိတရားချမ်းသာအောင်ပြန်လုပ်အောင်လေနောက်ရှိသေးတယ်မင်းတို့လူမျိုးကနှလုံးသားတွေကလေရက်ဆက်ရိုက်ဆိုင်သွားပြီကိုချင်းနဲ့ဒီလိုအတင်းလေးလို့ပြီးလူချင်းကယ်တဲ့လူကတမျိုးမှမဘယ်နှယောက်ရှိလို့လဲအတူပါဝင်ချမယ်ကွာမလူလည်းမလုပ်ဘူးမင်းတို့စာနာထောက်ထားတတ်သောစိတ်များလဲအလွန်ဆင်းရဲသွားပြီမနှစ်ကငရင်လှုပ်တော့ဂျပန်မှာနော်ကောင်းတယ်နော်မနှစ်ကဂျပန်မှာငရင်လှုပ်တော့တိုက်တွေပြိုရွာတွေပြိုလူတွေသေးဟုတ်တယ်နော်လိုင်းတွေကြီးဂျပန်ငရင်ဆိုတာကဘာပေါ်မှာနံပါတ်1ကိုမှတ်ထားအောင်တကဘာလုံးမှာငရင်ဒုက္ခအပေးတော့ဂျပန်သူအပြတ်ဖေးတာသူကလိုင်းနေကြီးတာမနစ်က MRTV ကပြတယ်မဟုတ်လားဗျာ CNN သတင်းရဟာကိုယူပြတယ်မဟုတ်လားဗျာဟင်ရွာတွေပြိုလို့မြစ်ကမ်းစာမှာကလေးလေးတွေငတ်နေတာကိုအစားအသောက်ဝေတယ်လေဂျပန်ကလေးလေးတွေတန်းစီနေတာလူ100လောက်ရှိမယ်လေ3နှစ်4နှစ်အရွယ်လေးတွေလေရှစ်သုံးမှာစပွဲတစ်ခုံချထားတယ်လေမုံနေပုံထားတယ်လေဂျပန်ကြီးကဝင်းနေပြီလေနှင်းနေရအဖက်လိုက်ကြတော့မျက်တောင်တွေမှာနှကန်းတွေမှာသပင်ဆက်လေးတွေမှာနှင်းနေအဖက်လိုက်နေဂျပန်လေးတွေအနှွေးကြီးဘဘလေးတွေနဲ့အဖေတွေမေတွေကောင်သေးပျောက်သူကပျောက်တယောက်ပြီးတယောက်တိတ်ဆိတ်ကောင်းလိုက်တဲ့ MRTV4 CNN သတင်းဟာကိုပြန်ပြီးကူးပြတာရွေ့လေတွေကတိုက်လို့နှင်းနေရကြလို့ရွေ့ဂျပန်ဖွေးကြီးကလည်းမြေတွေကြိုင်နေသူဂျပန်ကလေးလေးတွေကြီးနေရွာသားလေးတွေဝေပေးနေတာကလေးတွေစားတယ်ဆိုပြီးတော့မှမလမ်းမကမ်းမှာ high ski 2စီးတစိတ်က United Nation ကုလသမဂ္ဂဒုက္ခတွေလိုက်ခဲ့တဲ့ရေလေးရင်စစ်သားတွေပါလာတယ်ကုလသမဂ္ဂတက်ကစစ်သား၄-၅-6ရောက်ရက်နေတယ်ဖလပိုင်စစ်သားတွေကုလသမဂ္ဂတက်မှာနိုင်ငံပေါင်းစုံစစ်သားတွေပါတယ်ဝေပြီးတော့သူကကလေးတွေဝေပြီးပြန်မှာဟိုဘက်ရွာတွေသွားမှာပေါ့ဗျာထားပါတော့ရက်နေတာကျွန်တော် TV ကြည့်နေတယ်ကောင်းလိုက်တဲ့ညပဲဆရာရှိဦးညွှန်တာကိုသိတယ်နောက်ဆုံးကလေးလေးအမိုးဆုံးပဲနော်ကို TV ကြည့်တယ်မလား2012နှစ်လေးတော့လိုက်တောင်တွေးမြောက်တွေးနဲ့မရည်တန်ကြား
ဒီကငိုပြတော့ရီးနေတယ်အသဲမှာလိုက်တယ်မိမကြီးဟမ်ဒီလောက်တောင်ဟမ်အသဲမှာလိုက်တာမောင်သားချိုးကမြေ့ကြနေပြီ तू ဟာဟာတဲ့မဲလေအဲ့လိုမိမမျိုးတွေကိုနော်ခင်ဗျားတို့ရှောင်းနော်အသဲမှာတယ်နော်လှမ်းစားတယ်နော်ညီမလေးကိုလှမ်းစားတာချစ်ခွဲစရာတကယ်ငိုနေတာနှစ်ကလေးကိုလက်နဲ့တွန်းတော့ဒီနောက်နှစ်ချီးပတ်လေးပေးကလေးလေးကစစ်သားကအနားကိုရှောက်လာရန်ကုန်မြို့မှာအဲ့ညာတယ်လီဗီရှင်းကြည့်တဲ့လူတွေအားလုံးတိတ်ဆိတ်သွားပြီညီလေးတို့မောင်သားချိုးကမိသားစုနဲ့အကုန်တိတ်သွားဆရာချီဦးညိုမိသားစုနဲ့တိတ်တော့အော်ဘီဂျေတိတ်မောင်စိမ့်မဒီကိုတိတ်ပြီမဂျူးငိုင်သွားပြီစစ်သားခေါင်းလေးပုတ်သူ့ဆူမဲ့ထင်တော့ကြောက်တယ်ကလေးကအရရအမိမမကြီး Your father ဂျပန်လေးကိုတားလေးအဖေရောတဲ့ရွာလေးကိုလှမ်းကြည့်တော့ကြက်ရှင်ဒီလိုဘာလို့ဟာတွေကโอเคတွေဖဲနေတယ်နော်ရှင်လာတွေရောတေလာတွေရောဆွဲနေတာအဲ့တော့လှမ်းကြည့်တယ်တစ်ချက်ဟာမင်းမိလားမားပြီတေတာလားပျောက်တာလားဒုက္ခမထူးစားခင်းပြီဆက်မိပြီမာသာ Your mother ဟာတကယ်ကလေးမိပြီ Your brother and sister အကိုရီအမတွေရောတနာသွားပြီးတော့မှဒီလောက်ဒုက္ခများတဲ့ကလေးလေးချမ်းလဲချမ်းနေတယ်ငါမေးမိတာတကယ်ဒုက္ခတွေမေးမိနေပြီအင်ကြီးဝထားတာလောက်ကိုကြီးအရှိကြီးစစ်သားအင်ကြီးကြီးအရှိကြီးဒီကလေးလေးကိုမြစ်တာတက်ကလေးပြီးမယ်စိတ်ခံစားမှုလေးတွေအားတက်လာအောင်လို့ဦးကြီးကပေးသွားတယ်ပေါ့အင်ကြီးစစ်သားအင်ဖာဖာကြီးသူ့အရက်နဲ့မလွတ်ဘူးဆွဲချွတ်လိုက်အင်ကြီးဖလပိုင်ဆိုတော့ဂျပန်စကားမတတ်ဘူးလက်ဟန်ချီရန်လေးနဲ့ပေါ့မာသားဖားတော့ပြောတတ်တာပေါ့အင်းညိုတို့အစွတ်မှာစစ်သားအင်ကြီးတွေကနေပြီးတော့ဘုံဆိုပြီးပြုတ်ကျသွားတဲ့ဟာကြီးကကျွန်တော်အောက်မှာထားထားတဲ့ရင်သွေးဘန်းကိုတင်ထားတဲ့အဲ့ဒီဘန်းလောက်ကြီးပဲပါကင်ဘူးအပြားငလက်မလောက်သူ့ထဲနဲ့သေးတာမဆိုင်ထည့်ထားတဲ့ဟာကြီးဘုံဆိုပြုတ်ကျသွားတာမုတ်ပဲသေးစားတွေထုတ်ထားတဲ့ဟာကြီးစစ်သားတရိယာသွားတယ်ဟာငါအိတ်ထဲမှာဒါကြီးရောက်နေတာဘယ်လောက်ရှိမှမသိဘူးစစ်သားတွေပေးတယ်ကိုတာစစ်သားတွေရှေ့တန်းရောက်ရှင်ရှေ့တန်းသွားရင်စားမယ်ပေးတာ3ရက်စားလို့ရတဲ့ဟာကြီးတရိယာသွားတာငါအမေရိကန်တက်စကန်ရောက်ရှင်ဘယ်လောက်စားဝါနေတာခုလဲဝါနေတာဒါကြီးကမေ့နေတဲ့ဟာကြီးမထူဒီကလေးတွေပြေးကြတော့မတနာပါလေဆိုကြီးလှမ်းယူတဲ့မျက်နှာယူတယ်သူကမဆက်မရှိဘူးနော်ငိုးနေတာကလေးဘာသာဘောကမုံကြည့်တယ်ချောကလက်6တောင်းတော့ဘိုးကြောင့်10တောင်းတော့ကြက်တုံးကြော်တွေရောဒင်ញင်ဘူးလေးတွေလည်းပါတယ်ဘစ်ကစ်တွေရောဆွစ်တွေရောချစ်တွေရောအများကြီးပဲပါကင်နေဘူးလားနော်ဒီတွေကဘာကိုပြလဲဆိုတော့မျက်ခုံးလေးတွန်းလာစပြတယ်ရှစ်လှမ်းကြည့်တော့တန်းစီတဲ့ကလေးလေးတွေညလုံးတွေ့သွားကလေးချစ်စရာကြောင်ဂျမလေးနော်ငွေရင်းတန်းနဲ့ပုံငုံနေပြီမှုန်နေကြည့်ပြီးတော့သူ့တကယ်ချင်းတွေရွာသားတွေကို100လောက်ရှိတယ်ငွေရင်းနဲ့ရှုပ်လာတာဟာကျွန်တော်တို့အိမ်မှာကြွေးပြဒုက္ခပဲနော်ဒါကြီးငါကြည့်ရတာတည်င်းပြနေတာရှေ့ထွက်လာတော့ဟိုဂျပန်ကြီးဟိုသူ့ဘာကြီးဦးကြီးပေါ့ရွာသားကြီးပေါ့ဦးဂျပန်တို့စာတန်းထိုးတယ်ဦးပါလေဟိုရီကမြဲနေတယ်ပါလေတားမုံနေဦးတားတို့ကြွားတငယ်ချင်းတွေအကုန်လုံးဝေပေးဦးတားတယောက်တည်းမစားချင်ဘူးဟိုရီကလှမ်းယူပြီးတော့မိုက်နော်ဂျပန်နေနေကြိုင်းတယ်ခေါင်းဆက်တယ်ယူတယ်ဖောက်တယ်ဝမ်းရောဆိုတုံချတာခေါင်းမဟုတ်တယောက်ကို3-4ခုပို့ရမှာပေါ့ဂျပန်ကလေးလေးခေါင်းစီမနောက်ကပြန်လာရင်သူ့နေရာသူပြန်ရက်တယ်စစ်သားတွေတွေ့ပြီပြန်လာပြီဟာစကားပြန်တယောက်ခေါ်ပြီဂျပန်လေးပါလာပြီမေးလိုက်စမ်းအိတ်ကလေးလေးဦးကသားကိုတနာလို့အဖေရောမေရောမေးမရပြီဒါဒုက္ခရောက်နေလို့အိမ်လေးလည်းပေးတယ်ဦးကချမ်းသာကြောက်လို့မုံနေလည်းပေးတယ်တားပါပြီလို့အဲ့ဒါအရှစ်သွားပေးတာဂျပန်လို့တွေးတယ်ဂျပန်လို့ပြန်ဖြည့်တယ်စနန်းထိုးပေးတယ်ဦးတားတို့တိုင်းပြည်ကဘာဖြစ်လို့ငရီတွေကနလောက်တာလဲဦးရဟိုဟာဂျပန်လူတွေသေးတာဦးတားတို့တိုင်းပြည်ကလေဘာဖြစ်လို့ငရီတွေခဏလောက်တာလဲဦးအေးကွာလောက်တယ်
တာဖေဖေနဲ့မေမေနဲ့ကိုရှာတာအခုဒီမတွေ့သေးလို့ဦးဟာဟာအကုန်လုံးဟာတီဗီကြည့်တဲ့တွေကိုငိုကြပြီတားတို့အတန်းတီချေရလေအလောင်းကြီးတွေ့လို့တဲ့တားတငယ်ချင်းတွေလည်းတည်တဲ့လူတည်ပြီးတော့ငှက်ကြလို့ဦးရဲ့တားတို့တက်ရွာလုံးဗိုက်တင်စားနေလို့တားတငယ်ချင်းတွေလည်းအကုန်စားနေလို့တားတယောက်တည်းဒီဦးကြီးပေးတာကိုမစားချင်လို့အကုန်လုံးစားအောင်တောဝေလို့ပြောပါတော့ဦးထောက်ပစုပါနဲ့တားတို့တငယ်ချင်းတွေအကုန်လုံးဗိုက်ဆန်နေပြီဦးရဲ့တားတယောက်တည်းမဟုတ်ဘူးပြောလဲပြောဟိုကောင်စစ်သားကလေးမုံကြည့်တာတော့မမကြီးနဲ့ဖက်ပိုင်စစ်သားတော့ဂျပန်မဟုတ်ဘူးအားတင်တော့တော့ဒီကလေးလေးစိတ်ကိုသုံးနှစ်ကလေးလေးသူ့မန်နေထင်လို့နေရကြပြုံးပြတယ်လက်ဖြောက်တီးတယ်စစ်သားကြီးအပေါ်မိုးနေမျက်စိမြင်ကြည့်ပေါ့ကလေးကမော့ကြည့်နေအတိတ်ပြရပါလေမင်းတို့လူမျိုးတွေမိုက်လိုက်လားငါနိုင်ငံသားဖက်ပိုင်အားတင်လို့တရွာလုံးငတ်နေတဲ့အချိန်မှာငါ့ကိုပေးတဲ့မို့ငါတယောက်တည်းမစားဘူးဆိုပြီးတော့ဝေငှစားတဲ့စိတ်မျိုးမင်းလို3နှစ်4နှစ်ကလေးလေးရင်ထဲမှာရှိနေအောင်နှလုံးသားထဲမှာခံစားချက်ကြီးချမ်းသာကြွယ်ဝနေအောင်မင်းတို့အစိုးရနဲ့မင်းတို့ဆီယာမတွေနဲ့မင်းတို့လူဖွဲ့စည်းနဲ့မင်းတို့အဖေတွေမေတွေကဘယ်လိုများပြောဆောင်ထားတာလဲကောင်လေးရဒါပဲကိုချင်းစာစိတ်မျှဝေစားတော့မယ်ဆိုတဲ့စိတ်တွေလေဒီကောင်လေးနိုင်ငံကြီးချမ်းသာကြွယ်ဝလိုက်တာအကုန်လုံးကြွယ်ဝတာပဲဆိုတော့ကျွန်တော်အားတည်ပြီးတော့ဂျပန်နေနဲ့တွေ့တော့တက္ကသိုလ်မှာမြန်မာစာသင်ပြီးတော့ကျွန်တော် foreigner တွေတင်တော့မေးရတယ်ခင်ဗျားတို့နိုင်ငံ share ပါလားဆရာဦးတာချိုမှတ်ထားတယ်ဂျပန်ဆိုတာထိပ်သိမ်းနိုင်ငံတစ်ချိန်လုံးကအမေရိကန်ကိုဘုံစာကျဲတာကြုတ်တိုးတယ်အမေရိကန်နိုင်ငံပလဲစိတ်ကန်းကိုဘုံကျဲတာဒီကောင်လေးတဲ့အချမ်းသာဆုံးနိုင်ငံမှတ်လားဂျပန်ဆိုတာခင်ဗျားတို့တိုင်းပြည်ကိုပတ်စံနေချီးထားပြီးတော့ရှော့ပြနေတာကြုတ်တိုးတယ်ကျုပ်တို့ကအကုန်လုံး share ထုတ်တယ်တဲ့ကားတွေအကုန်လုံး share ToyotaအမျိုးToyota Bis Toyota Probox Prado Pajero Land Cruiser ကားပေါင်းစုံကို share ထုတ်နေတာဂျပန်ရေရဲတက်တာပေါင်းစုံကို share ထုတ်တာဂျပန်ထမင်းပေါင်းအိုးတွေကို share ထုတ်တာဂျပန်မိသီးတွေမိခလုတ်တွေကင်မရာတွေတက်ခဲတွေဂျပန်ဖနက်တွေဂျပန်ခောက်ထီးတွေဂျပန်ထမင်းကြိုက်တွေဂျပန်ဟဲဖုန်းတွေကို share ထုတ်တာဂျပန်အဲ့ဒီချက်ပိုအရေးကြီးတာကဂျပန်နိုင်ငံသားလေးတွေကိုကလေးလေးတွေအစနှလုံးသားတွေရောစိတ်သက်တွေကို share ထုတ်ထားတဲ့တိုင်းပြည်ကိုနားလည်လားမင်းတို့ကောင်တွေမိုက်လိုက်တာဒါကြောင့်ကျွတ်တို့ကချမ်းသာနေတာပစ္စည်းတွေချမ်းသာတာမဟုတ်ဘူးတဲ့လူတွေရဲ့စိတ်နေသဘာဝတွေချမ်းသာတာတဲ့ခင်ဗျားတို့တိုင်းပြည်ကစုပ်ပြတ်သွားတာပတ်စံတွေမကဘူးတဲ့ကိုချင်းတရားတွေရောစိတ်သက်တွေရောစိတ်ကန်းတွေရောစာနာမှုတွေရောအကောင်လုံးစုပ်ပြတ်နေတာခင်ဗျားတို့တိုင်းပြည်တဲ့ဟာကွာကျွန်တော်တို့အကုန်လုံးဆင်းရဲသွားပြီနော်ကျွန်တော်ပါဝင်နော်ကျွန်တော်ပတ်စံတစ်ခုလည်းမဟုတ်တော့ဘူးနော်စိတ်ပိုင်းဆိုင်ရာတွေအကုန်လုံးဆင်းရဲစုပ်ပြတ်လို့လူချင်းမစာနာအကုန်လုံးပဲဘယ်လိုပြန်စမှန်းတော့ကျွန်တော်လည်းမပြောတတ်တော့ဘူးအဲ့ဒါကိုကြိုတင်သိတော့ဗိုလ်ချုပ်အောင်ဆန်းတို့ကတော့ငကန်ဒီစာအုပ်အသင်းထောင်ပြီးတော့မှလူတွေစာကောင်းပေကောင်းတွေဖတ်ရင်တော့စိတ်ထားတွေပြန်ပြောင်းမှာပေါ့စာအုပ်လေးတွေရိုက်ရောင်းရအောင်ငကန်ဒီစာအုပ်တိုက်ငကားရုပ်လေးနဲ့ငကန်ဒီစာအုပ်အသင်းတချင်းလေးနဲ့စင်းရဲချင်းလုတ်ကင်းအောင်လမ်းပြဆောင်ပါမည်ယရနာခုနှစ်သွဲတကယ်ရင်စုံကြီးတို့မျိုးသားတိုင်းပြည်စသည်ဖြစ်ပေါ့စောက်ကလေးတွေနဲ့ပြန်ပြီးတော့မှမယ်ဆိုရင်တော့တို့လူမျိုးတွေကငွေလဲချမ်းသာဖို့လိုတာပေါ့ကျွန်တော်တို့စင်းကိုပြောတာမဟုတ်ဘူးနော်ကြောက်တတိဖြစ်ပြီးတော့စောက်ကြည့်ရုံလို့လို့မရဘူးလေငွေလဲချမ်းသာမယ်ဂျပန်နေလို့ပေါ့နော်ဗိုလ်ချုပ်ဆန်းလို့ပေါ့ဟုတ်လားကိုချင်းတရားတွေလည်းချမ်းသာမဟုတ်ဘူးလားဟင်စိတ်ကလိုက်နာမှုလည်းချမ်းသာဟိုဂျပန်ကလေးလေးလို့ပေါ့လူချင်းစားတာအဲ့စိတ်လည်းချမ်းသာအကုန်လုံးဘက်ပေါင်းစုံကစိတ်ပိုင်းဆိုင်ရာတွေချမ်းသာလာမှတိုင်းပြည်တွေကချမ်းသာတယ်ခေါ်တာငွေတခုလည်းရှိပြီးတော့စိတ်တက်ပိုင်းဆိုင်တွေအကုန်လုံးပြည့်ရင်းနေတဲ့နိုင်ငံကိုကဘာကဆေးပေါ်ကြောပဲမလုပ်ဘူးတဲ့နှာခေါင်းရှုံနေကျွန်တော်ပြောတာများသွားပြီဗျာကျွန်တော်ကပြောလို့မဝသေးဘူးသို့တော်လဲပဲကျွန်တော်ဟောပြောတဲ့အချိန်ဒီတနာကြီးနဲ့မိနစ်20အစိတော့ဖြစ်သွားပါတယ်ပြောချင်သေးတယ်နောက်ထပ်2နာရီတော့ပြောစရာတွေရှိပါတယ်သို့တော်လဲလူဆိုတာအလှည့်ပေးရပါတယ်ငါနေရာရပြီငါစင်ပေါ်ရောက်နေပြီဆိုပြီးတော့အပြတ်မစင်းစမ်းလောက်တာတရိษံမှာလောက်တာလူကမလောက်ရဘူးအဲ့တော့ကျွန်တော်တောက်ွယ်မှာအကအလှအဆိုးအငိုနော်အကြီးအထေးအချွဲအနှွဲ့အပလီအပလာအခရာတွေနဲ့ဟောကြားနိုင်တော့နာမည်ရင်ဥကျော်စွာခေါ်ဆရာချီဦးညိုတချို့ကတော့ဆရာချစ်တယ်သူ့ရဲ့မိန်းမကြီးကတော့ကိုချစ်တယ်နော်တက်လာမှာပါကျွန်တော်ဆင်းပေးပါမယ်တွေ့ရတာဆိုရတာအားလုံးဝမ်းသာပါတယ်ကျွန်တော်ကိုစောင့်ပြီးနားထောင်ပေးတာကြည့်ဦးတင်ပါတယ်ဆရာချီဦးညိုအလှည့်မှာအားရပါရနားထောင်ကြပါပြီးတော့လည်းပဲကျွန်တော်ခုနအကြံပေးခဲ့တယ်လို့ဆင်းရဲခြင်းကလွတ်ကင်းအောင်ငွေလဲချမ်းသာအောင်လုပ်ပြီးတော့မှငွေလဲချမ်းသာအောင်လုပ်လို့ကြ
စီပါနော်ဈေးရောက်ကြပါအခုချချမ်းသာတမနဲ့စိတ်ပိုင်းဆင်ရတွေပါချမ်းသာအောင်ခင်ဗျားတို့မျိုးစီမျိုးသားများအားလုံးကိုပြုစုပြောဆောင်နေကြပါလို့ပြောရင်းနဲ့ဒီကိုချုပ်ပြရစီလို့နောက်ချက်